အားလုံးပဲမင်္ဂလာပါရှင်ဖြစ်တာတော့မြန်မာ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ reading လေးကတော့တစ်ဖက်သူရဲ့ feelings နဲ့ခံစားချက်နဲ့သူ့ရဲ့ next move ပေါ့နော်သူနောက်ထပ်ဘာဆက်လုပ်မလဲဆိုတာလေးကိုကြည့်ပေးသွားမှာဖြစ်ပါတယ်ရွေးချယ်စရာဖိုင်လေး၃ခုရှိပါတယ်ဖိုင်1ဖိုင်2ဖိုင်3ဆိုပြီး၃ခုရှိပါတယ်အတက်နိုင်ဆုံးစိတ်ကိုတည်ငြိမ်အောင်ထားပြီးတော့မိမိရဲ့စိတ်ကိုအဆွဲဆောင်နိုင်ဆုံးဖြစ်နေတဲ့ဖိုင်လေးကိုရွေးလိုက်ပါနော်ဒီတတိလေးရဖိုင်1ပါဒါလေးကတော့ဖိုင်2ဒါလေးကဖိုင်3ပါရွှေပြီးသားပြီလို့ထင်ပါတယ်เนาะဒါဆိုရင်ဖိုင်1လေးရစပြီးတော့ကြည့်လိုက်ကြမယ်ဖိုင်2နဲ့ဖိုင်3ကိုခဏလေးဖယ်ထားလိုက်မယ်เนาะဒီတတိလေးရွေးထားတယ်ဖိုင်1လေးအတွက်ကြည့်မယ်เนาะပထမဆုံးကတော့ oracle လေးကိုကြည့်မယ်temporary distance the distance in the relationship is temporary and things may reconnect later ဖိုင်1လေးတွေကထားတော့ကတော့မကြည့်ရသေးဘူးဒီ oracle လေးကြည့်ရတဲ့ energy အရာကတော့ဘယ်လိုခံစားရလဲဆိုရင်နှစ်ယောက်ကြားထဲမှာလူချင်းဝေးနေတာဒါမှမဟုတ်လေတကယ်ကို no contact တွေပါတယ်ဖြစ်နေတာပေါ့နော်စိတ်ချင်းဝေးနေတာအဆက်အသွယ်တွေပြတ်တောက်နေတာအဆက်အသွယ်မရှိတာမျိုးတွေ့ရတယ်အဲ့လိုမျိုးအဆက်အသွယ်ပြတ်နေတာကမတွေ့ဆုံရခြင်းက temporary ပါပဲတဲ့အခိုက်အတန့်လေးပါပဲပေါ့နော်အမြဲတမ်းဖြစ်သွားမယ့်ကိစ္စမျိုးမဟုတ်ပါဘူးတဲ့ယာယီလေးပါပဲတဲ့ပြန်ပြီးတော့ connect ဖြစ်ကြပါလိမ့်မယ်ပေါ့နော်ပြန်ဆက်သွယ်ဖြစ်ကြလိမ့်မယ်ပြန်တွေ့ဖြစ်ကြလိမ့်မယ်လို့ပြောတာလူချင်းပြန်တွေ့ဖြစ်တာအဆက်အသွယ်တွေပြန်ရလာတာမျိုးရှိပါလိမ့်မယ်မကြာခဏမတွေ့ဖြစ်တဲ့ဒီလင်ပတ်စံရှိတဲ့သူလေးဆိုလို့ရှိရင်လည်းပြန်တော့တွေးပြကြလိမ့်မယ်ပေါ့နော်မကြာခဏတချို့ရှိကြတယ်တွဲတော့တွဲနေတယ်ဒါပေမဲ့တစ်လနေမှတစ်ခေါက်နှစ်ခေါက်လောက်ပဲတွေးတဲ့သူတွေရှိတယ်ပေါ့နော်အဲ့လိုလူတွေအတွက်ကတော့ temporary distance ဖြစ်တဲ့အတွက်တွေ့ရတော့ကျဲမယ်အဆက်အသွယ်ပြတ်သွားတာမျိုးအကြာကြီးနေမှပြန်တွေ့ရတာတော့မဟုတ်ဘူးတစ်လနေလို့တစ်ခေါက်နှစ်ခေါက်အဲ့လောက်တွေ့တဲ့သူတွေကတော့ပုံမှန်လေးအဲ့လောက်တော့တွေးဖြစ်နေမယ်လို့တွေ့ရတယ်ခုနကပြောသလိုအဆက်အသွယ်ပြတ်နေတဲ့သူတွေ long distance နေပါတွေဖြစ်နေလို့လူချင်းဝေးနေတဲ့သူတွေဒါမှမဟုတ်လဲခုန no contact ဆိုတဲ့နေရာမှာသူနဲ့ကိုယ်နဲ့အဆင်မပြေလို့ခဏ break ယူထားတဲ့သူတွေပါတယ်သူတို့တွေအတွက်ကတော့ဝေးနေတာခဏလေးပါပဲတဲ့ပြန်ပြီးတော့အဆက်အသွယ်တွေရလာပါလိမ့်မယ်ပေါ့နော်တစ်ဖက်လူနဲ့ပြန်ပြီးအဆက်အသွယ်လုပ်ဖြစ်လာလိမ့်မယ်ဆိုတာလေးကိုပြောထားတယ်နော်တစ်ဖက်လူရဲ့ခံစားချက်လေးကိုကြည့်မယ် I feel lost without you တဲ့ဖိုင်1လေးတွေမရှိရင်သူ့မှာလမ်းပြောင်းနေတယ်အရန်ကို lost ဖြစ်နေတယ်လို့ခံစားရပါတယ်တဲ့ attached to my ex I'm attached to my ex emotionally physically and or spiritually I need time and space to break this connection တကယ်လို့ဒါဖိုင်1လေးတွေ saturation က ex saturation ပေါ့နော်သူနဲ့ကိုယ်နဲ့ no contact ဖြစ်နေတဲ့ saturation မျိုး ex saturation မျိုးဆိုရင်တော့တစ်ဖက်သူကမေးမရသေးဘူးဆိုတာတွေ့ရတယ်မေးမရသေးတာကိုမေးဖို့အတွက်စူးစမ်းနေတာမျိုးဖြစ်နိုင်တယ်ပေါ့နော်သူဒါထားတော့နဲ့ကြီးမှတော့ဒီမှာတေချာတော့မသိသေးဘူးတကယ်လို့များသူနဲ့ကိုယ်နဲ့ ex situation မဟုတ်ဘူးဒီလင်ပါဆန်ပေါ့နော်နှစ်ယောက်သွားနေကြတဲ့ relationship မျိုး situation မျိုးဆိုရင်တော့သူ့မှာ ex နဲ့ပတ်သက်တဲ့ Twitter စိတ်တွေကမပြောက်သေးဘူးအဲ့ဒါကိုသူ break လုပ်ဖို့အတွက်အချိန်လိုနေသေးတယ်လို့ပြောထားတယ်I'm single right now. I'm not attached to anyone. I'm not looking to get into a relationship at this time. သူ့ရဲ့စိတ်ကလေ तू က single ပါပေါ့ဘယ်သူ့မှ committed ဖြစ်မနေဘူးလို့ attracted ဖြစ်မနေဘူး relationship လည်းရှာမနေပါဘူးလို့ပြောနေတယ်တကယ်တမ်းစိတ်ရဲ့ deep down ထဲမှာတော့ဖိုင်1လေးတွေနဲ့ပတ်သက်တဲ့ခံစားချက်လို့တော့ကျွန်မထင်တယ်ရှိနေတော့ပဲတွေ့တာနေတော့မယ်စိတ်ထဲမှာရှိနေတော့မယ်မေတ္တာရှိနေတော့မယ်ဒါပေမဲ့အပြင်ပန်းမှာကျတော့ဘာမှမဖြစ်တယ်လို့မျိုးနေနိုင်တယ်ပေါ့နော်ဘယ်သူ့မှ attachment မရှိတယ်လို့ဘယ်သူ့မှစိတ်ဝင်စားမနေတယ်လို့ relationship တစ်ခုလည်းသူရှာဖို့အတွက်စူးစမ်းမနေပါဘူးဆိုတဲ့ပုံစံမျိုးတွေပြောနေတယ်နော်နောက်ထပ် oracle လေးထပ်ဆွဲကြည့်မယ် oracle လေးတွေအများကြီးဆွဲကြည့်မယ်လို့စဉ်းစားထားတယ်
ဖိုင်ဝမ်းလေးတွေအတွက်တစ်ဖက်သူရဲ့ခံစားချက်နဲ့ next မှုလေးပြပေးပါyour mind နဲ့တခြားသူတွေကဖိုင်ဝမ်းလေးတွေကိုတွေ့လို့ရနေတယ်ဒိတ်လို့ရနေတယ်ဆိုကြပါစို့အဲ့ဒီအဖြစ်ပြက်ကိုသူအရန်စိတ်ဆိုးတယ်ဒေါသထွက်တယ်တဲ့ toxic ဖြစ်သလားတဲ့ရတယ်တဲ့သူကြည့်မဆိုင်ဘူးပေါ့နော်တလောကလုံးသိစေချင်တဲ့ဖိုင်ဝမ်းလေးတွေကသူ့အပိုင်ဆိုတာကိုဒါကတော့ဝေးနေတဲ့သူ separation လေးတွေပေါ့နော်ဒီ temporary distance ကိုတွေ့တယ်ကတော့ခံစားမိရယ်ဖိုင်ဝမ်းကိုကြည့်တဲ့သူတွေအများကြီးရှိမှာဆိုတော့ဝေးနေကြတဲ့သူလေးတွေ no contact ဖြစ်နေတဲ့ situation ဖြစ်နေတဲ့သူလေးတွေအတွက်ကတစ်ဖက်သူကတဝင်းတူနေတာလေးတွေ့ရတယ်တခြားလူတွေနဲ့မဒိတ်စေချင်ဘူးမတွေ့စေချင်ဘူးဆိုတော့ခံစားချက်လေးကိုတွေ့ရတယ်သူ့ကိုယ်သူတော့လောလောဆယ် single ပဲဘယ်သူမှစိတ်ဝင်စားမနေဘူး relationship လည်းရှာမနေဘူးပေါ့နော်ပြီးတော့ဒီစကားဒီနောက်တစ်မျိုးဖြစ်နိုင်တယ်ဖိုင်ဝမ်းလေးတွေနဲ့လမ်းခွဲပြီးနောက်ပိုင်းပေါ့နော်အဆက်အသွယ်မရှိတော့တဲ့နောက်ပိုင်းသူဘယ်သူနဲ့မှပတ်သက်မနေပါဘူးသူတယောက်တည်းပဲနေနေတာပါဆိုပြီးတော့ပြောချင်တာလည်းဖြစ်နိုင်တယ်အဲ့ဒီခံစားချက်ကိုလည်းရတယ်ဖိုင်ဝမ်းလေးတွေကိုမိနိုင်ပြီလားဆိုမမိနိုင်သေးပါဘူးတဲ့ဖိုင်ဝမ်းလေးတွေမရှိရင်သူ့ဘဝအရန်ကိုလမ်းပြောင်းနေတယ်လို့သူခံစားရပါတယ်တဲ့နောက်တစ်ခါလောက်ထပ်ကြည့်မယ်နော်ဖိုင်ဝမ်းလေးတွေအတွက်တစ်ဖက်သူရဲ့ခံစားချက် lost ကနှစ်ကတောင်ထွက်တယ်နော် feeling lost I'm trying to make this work but I feel so lost I don't know what to do or say anymore it's easier to just stay in silence တစ်ဖက်သူကဖိုင်ဝမ်းလေးတွေပေါ်မှာအမှားလုပ်ထားတာမျိုးသူဝင်မခံခြင်းတဲ့အမှားမျိုးသူရှင်းမပြနိုင်တဲ့အမှားမျိုးလုပ်ထားတာမျိုးလည်းဖြစ်နိုင်တယ်ဒါကြောင့်မို့လို့သူစိတ်ကဘာပြောရမှန်းမသိဘူးပေါ့နော်ဘာဆက်ပြောလို့ပြောရမှန်းမသိဘူးဒါကြောင့်မို့လို့ဘာမှမပြောဘဲနဲ့ silent နေတာအကောင်းဆုံးဖြစ်မယ်ထင်လို့အဆက်အသွယ်မလုပ်တာ silent နေတာပါဆိုပြီးတော့ပြောထားတယ်ဒီတော့ဖိုင်ဝမ်းလေးတွေလာကြည့်တဲ့သူတွေတော်တော်များများဒီကျွန်မထင်တာတော့အဆက်အသွယ်မရှိတဲ့သူလေးတွေဖြစ်ဖို့များတယ် main energy မှာဟိုက temporary distance လူချင်းဝေးနေတာစိတ်ချင်းမနီးစပ်တာစိတ်ချင်း close မဖြစ်နေတာမျိုးပေါ့နော်တိတ်အဆက်အသွယ်ကြီးကျဲပါနေတာသူနဲ့ကိုယ်နဲ့ကြားထဲမှာ contact တိတ်မရှိတာမျိုးတွေဖြစ်ဖို့များတယ်လုံးဝ no contact မဟုတ်ရင်တော့တိတ်အဆက်အသွယ်မလုပ်ဖြစ်တာတို့တိတ်မတွေ့ဖြစ်တာတို့ဖြစ်နိုင်တယ်ဆက်တော့သွားနေတာပဲတွဲတော့တွဲနေတာပဲဒါပေမဲ့တိတ်မတွေ့ဖြစ်ကြတဲ့သူတွေပါဖြစ်နိုင်တယ်တစ်ဖက်လူကဖိုင်ဝမ်းလေးတွေကိုအချိန်မပေးတာမျိုးလည်းရှိတယ်အများဆုံးဖြစ်နိုင်တာကတော့သူနဲ့ဖိုင်ဝမ်းလေးတွေနဲ့အဆက်အသွယ်လုံးဝမရှိတာဖြစ်နိုင်တယ်ပေါ့နော်အရန်ကြာသွားပြီလို့တော့မထင်ဘူးစက်တယ်မရှိတာနှစ်နဲ့ချီပြီးကြာနေတာမျိုးတော့မဖြစ်နိုင်ဘူးရက်ပိုင်းသို့မဟုတ်လပိုင်းလောက်ပဲကြာအောင်မယ်ပေါ့နော်တစ်ဖက်လူကတတိယနေတယ်သူ့ရဲ့စိတ်ထဲမှာဖိုင်ဝမ်းလေးနဲ့ပတ်သက်ရင်လွန်ဆွေးဆွေးတွေနောက်တွေ့တာမှုတွေခင်မင်မှုဆိုတာချစ်ခင်တွေ့တာမှုတွေပေါ့နော်အဲ့ဒါတွေရှိနေတော့မှစိတ်ပိုင်းဆိုင်ရာအဖြစ်ကောသူဒီဖိုင်ဝမ်းလေးတွေကိုအများကြီးမိဖို့အားကိုးခဲ့တဲ့သူမျိုးလို့တော့ကျွန်မမြင်တယ်တခုခုသတင်းကောင်းလေးရှိတာနဲ့ပြောချင်တာသူ့မှာ bad news တွေ good news တွေဘာပဲဖြစ်ဖြစ်အကုန်လုံးပြောပြချင်တာ sharing လုပ်ချင်တာကဖိုင်ဝမ်းလေးတယောက်ပဲဖြစ်ဖို့များတယ်စိတ်ပိုင်းဆိုင်ရာအရာရောရုပ်ပိုင်းဆိုင်ရာအရာရော spiritually အရာဆိုတာသူ့ရဲ့spirit ပိုင်းပေါ့နော်စိတ်တကယ်စိတ်ရင်းစိတ်ခံပေါ့အဲ့ဒါမျိုးနဲ့ပတ်သက်ပြီးတော့ရောအရန်ကို attach ဖြစ်တယ်ဖိုင်ဝမ်းလေးတွေအပေါ်မှာသူ့အတွက်ကဒီ connection ကို break လုပ်ဖို့အတွက်အချိန်လိုတယ် space လိုတယ်တဲ့ break လုပ်ဖို့ကြိုးစားနေတာမျိုးတော့ဖြစ်နိုင်တယ်ရက်တန့်လိုက်ဖို့ပေါ့နော်ဒါပေမဲ့လည်းသူအရန် loss ဖြစ်နေတာဖိုင်ဝမ်းလေးတွေမရှိရင်သူ့ဘက်ကမှားထားပုံပေါ်တယ်ဒါကြောင့်မဆက်သွယ်ရဲတာလို့တော့ထင်တယ်သူ့ဘက်ကမှားထားတယ်ဘာပြောလို့ပြောရမှန်းမသိဘူးမပြောဘဲဒီတိုင်း silence နေရတာလည်းအဆင်ပြေလားဆိုတော့မပြေနေဘူးသူ loss ဖြစ်နေတယ် feeling loss ကအဖွင့်မှာရဲ့အပိတ်မှာရဲ့ကြာလာတယ်ပေါ့နော်သူဘယ်သူနဲ့မှတွဲမနေပါဘူးတဲ့ relationship တစ်ခုလည်းရှာမနေပါဘူးအဲ့ဒါကိုဖိုင်ဝမ်းလေးတွေကိုသိစေချင်နေတယ် your mind နဲ့ဖိုင်ဝမ်းလေးတွေကိုလည်းဘယ်သူနဲ့မှမတွေ့စေချင်ပါဘူးတဲ့ဒီလောကလုံးတစ်ကမ္ဘာလုံးကိုသိစေချင်တယ်ဖိုင်ဝမ်းလေးတွေကသူ့ရဲ့လူပါပေါ့နော်သူ့ရဲ့ person ပါပေါ့တခြားလူတွေကဖိုင်ဝမ်းလေးတွေကိုအခုချိန်မှာဘာပြောဖိုင်ဝမ်းလေးတွေက single ပဲလေနော် no contact ဖြစ်နေတဲ့အခြေအနေ break up ဖြစ်ထားတဲ့အနေအထားဆိုရင်အဲ့လိုအနေအထားမှာတခြားလူတွေနဲ့ပတ်သက်နေမှာသူတွေးပြီးတော့မှစိတ်ကူးရင်ကြည့်စဉ်းစားကြည့်ပြီးတော့မှအရန်ဒေါသထွက်တယ်ပေါ့နော် so pissed ပေါ့စိတ်ဆိုးတယ်တဲ့
toxic ဖြစ်နေလားတော့မသိဘူးတဲ့သူ grill မဆိုင်ဘူးတဲ့တလောကလုံးသိစေချင်တယ်ဖိုင်ဝမ်လေးရဲ့သူ့အပိုင်မှာပေါ့နော်အဲ့လိုလေးတွေ့တယ်တကယ်တော့ you are feeling and needs မှုမှာကအကုန်လုံးအတွက်ပြောပေးချင်တာ crush တွေရော dealing person ရှိတဲ့သူလေးတွေရော relationship လေးတွေရော age လေးတွေရောဒါပေမဲ့ဒီနေ့ reading မှာတော့ကျွန်မဆုံးဖြတ်လိုက်တာလေတွေ့တဲ့အတိုင်းလေးပဲပြောတော့မယ်ဒီဖိုင်းကကိုနဲ့အဆင်ပြေပါမလားတော့မသိဘူးပေါ့နော်ဒါပေမဲ့ကျွန်မတွေ့တဲ့အတိုင်းလေးပဲပြောတော့မယ်ဒီကတ်တွေကလည်းအရန်တိကျနေတာတခြားပြောလို့မရဘူးပေါ့နော်ထားတော့ဆိုရင်တော့ရရင်ရမှာဒီ feelings ကကြတော့လိန်လို့မရဘူး feelings ကကြတော့အရန်တိတိကျကျထွက်တယ် oracle ကိုကြိုက်တာအဲ့ဒါကြောင့်ကြိုက်တာနည်းနည်းလေးစကားပြောလိုက်အောင်ပဲတခါလေကြာရင်လေထားတော့နဲ့အဖြေရှာလို့မရတာမျိုးက oracle ကတ်ထုတ်လိုက်ရင်တမ်းပြီးထွက်လာတာမျိုးရှိတယ်ထားတော့လုံးဝမသုံးတာမျိုးကြတော့လည်းမကြိုက်ဘူးကျွန်မထားတော့လေးနဲ့ oracle လေးနဲ့တွဲတွဲသုံးတာပဲကြိုက်တယ်အရင်တော့ဆိုလေထားတော့တီတန်တို့ oracle တီတန်တို့ကျွန်မအဲ့လို reading လေးလုပ်ပူတယ်တကယ်တမ်းကျမဟုတ်ဘူးနှစ်ခုလုံးကိုအခြေစက်မိမိသုံးနိုင်မှပို့ပြီးတော့တိကျမှန်ကန်တဲ့အဖြေမျိုးထွက်နိုင်တယ်လို့ကျွန်မယုံကြည်တယ်ပေါ့နော်ဒီတော့ထားတော့ကလေးတွေကြည့်မယ် The Chariotတစ်ဖက်လူကတော်တော်လေးရုန်းကန်နေရတဲ့အနေအထားမျိုးမှာတော့ရှိနေနိုင်တယ်သူ့ရဲ့စီးပွားရေးတို့လူမှုရေးတို့နောက်တစ်ခုသူ့ရဲ့အလုပ်ကိစ္စတွေနဲ့ရုန်းကန်ရတာနောက်တစ်ခုက emotion ပေါ့နော်လူကလေစိတ်ခံစားချက်တွေအစဉ်ပြေမနေလို့ရှိရင်ငါကြောက်လေးကိုကြည့်လိုက်အောင်အပေါက်လေးနော်နှစ်ယောက်ကြားထဲမှာအတွင်းနဲ့နဲ့ထဲမှာရှိတာပေါ့နော်ဒဏ်ရာလေးတွေအပေါက်လေးတွေအနာလေးတွေရှိနေတယ်တစ်ဖက်လူရဲ့စိတ်ထဲမှာလေသူကသူ့မှာလုံးစရာရှိတဲ့အလုပ်တွေကလည်းရှိနေတယ်ဒီ emotional ဘိုင်းအခြေရေးဘိုင်းနဲ့ပတ်သက်ရင်လည်းသူက feeling loss ဖြစ်တာဖိုင်ဝမ်လေးတွေမရှိနေလို့သူ့မှာအားမရှိဘူးလို့ခံစားရတာမျိုးတစ်ဖက်လူဒီအမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေအားငယ်ရဆိုတဲ့ခံစားချက်မျိုးဖိုင်ဝမ်လေးတွေမရှိလို့ဘဝမှာချစ်ပေးမဲ့သူမရှိဂရုစိုက်ပေးမဲ့လူမရှိလို့ခံစားရတဲ့ feeling မျိုးလေးဖြစ်နေနိုင်တယ် The Chariot ကသူက will power ကတော့ရှိတယ်အပြင်ဘက်မှာဘာမှမဖြစ်တဲ့ပုံစံနဲ့အလုပ်လုပ်ပြီးနေနိုင်တယ်ဘာမှမဖြစ်တဲ့ပုံစံနဲ့ဆက်ပြီးတော့ဘဝကိုသွားနိုင်တယ်ဆိုတာမျိုးတော့ရှိတယ်တကယ်စိတ်ထဲမှာတော့အတော်လေးရုန်းကန်နေရတယ်ဆိုတာမျိုးသူရမ်းခက်ခဲတယ်ဖိုင်ဝမ်လေးတွေမရှိတဲ့ဘဝမှာဒါပေမဲ့လည်းစူးစမ်းရုန်းကန်နေတယ်မဖြစ်ဖြစ်အောင်တော့ထိန်းပြီးတော့နေနေတယ်ဆိုတာလေးကိုတွေ့ရတယ်နော်နောက်တစ်ကက်လောက်ဆက်ကြည့်မယ်နော်ဖိုင်ဝမ်လေးတွေအတွက်နောက်တစ်ကက်မဟုတ်နောက်ထပ်5ကက်ဆက်ကြည့်နှစ်ကက်တောင်ထွက်လာThe Star ရဲ့ True or Once ရဲ့သူကတော့မှပဲဖျားသွားပြီးတော့ဆူတောင်းတာတို့စိတ်ထဲကနေတိတ်တိတ်ကလေးဆူတောင်းတာတို့ဖိုင်ဝမ်လေးစီကအဆက်အသွယ်ဝင်လာပါစေလို့သူတွေးနေတာမျိုးတွေ့ရတယ်မျောလင့်နေတယ် The Star ဖိုင်ဝမ်လေးတွေကိုမျောလင့်ခြင်းနေတော့မယ်ဆွဲထားခြင်းနေတော့မယ် True or Once ပြန်ဆက်သွယ်ဖို့အတွက်တော့သူ plan ချနေတယ် plan သာချနေတာ confidence ကမရှိနေဘူးမျက်နှာလေးကိုကြည့်လိုက်ရင်မရဲတရဲလေးပေါ့နော် confidence မရှိနေဘူးဘာပြောလို့ပြောရမှန်းမသိဘူးသူတကယ်ချင်းတွေပေါ့ကျွန်မထင်တယ်ဖိုင်ဝမ်လေးတွေပေါ်မှာမှားထားတာမျိုးလို့ထင်တယ်အဲ့ဒီမှားထားတဲ့အမှားအတွက်ဘာပြောလို့ပြောရမှန်းမသိဘယ်လို action ယူလို့ယူရမှန်းမသိနဲ့သူအကြက်ရိုက်နေတာမျိုးလေးတွေ့ရတယ် The Star ကလေး The Star ကိုကြည့်ခြင်းအဖြစ်တော့လေသူ့မျက်စိထဲမှာဖိုင်ဝမ်လေးတွေကိုဘယ်လိုမြင်လဲဆိုရင်အထင်ကြီးတယ်လို့ပြောလို့ရတယ်သူထက်တစ်ဆင့်မြင့်တဲ့ spiritual power အားကောင်းတဲ့သူလို့မြင်တယ်လိန်လို့မရဘူးပေါ့နော်ဒီကောင်မလေးကဒီကောင်လေးကလိန်လို့မရဘူး strong ဖြစ်တဲ့အဆိုးကိုပိုင်ဆိုင်ထားတယ်ဒါဘယ်လိုရှင်းပြရမလဲမသိဘူးကျွန်မအဲ့လို feeling ကိုသိတယ်တချို့လူတွေကလေလိန်ရလွယ်တယ် intuition သိမရှိဘူးတချို့လူတွေကလိန်ရမလွယ်ဘူးအရင် intuition အားကောင်းတယ်အဲ့ဒါမျိုးရှိတယ်ဖိုင်ဝမ်လေးတွေဒီလိန်လို့မလွယ်တဲ့ထဲမှာပါတယ် spiritual ဘိုင်းအားကောင်းတာဒါတွေက natural မွေးလာတာမျိုးဖြစ်နိုင်တယ်ကိုကိုလည်းသိနိုင်တယ်ပေါ့နော်မွေးကလေးကပါတာမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကဖိုင်ဝမ်လေးတွေကကောင်းတဲ့လူတွေဖြစ်မယ်လို့ထင်တယ်ဒါကြောင့်ဘေးနားမှာအဆောင်အရှောက်တွေရှိနေတယ်ဒါကိုသူကိုယ်တိုင်လည်းသတိထားမိတယ်တစ်ဖက်သူကအဲ့ဒီအရှိန်ဝါကိုခံစားမိတယ်လို့ထင်တယ်သူ့ရဲ့အကြံအစီကတော့ပြန်ချင်းကပ်ဖို့တော့စဉ်းစားနေတယ်တေချာ plan ဆွဲပြီးတော့စကားလုံးကအစားတေချာရွေးချယ်ပြီးတော့ဘယ်လိုပြန်ချင်းကပ်ရင်ကောင်းမလဲဘာပြောရင်ကောင်းမလဲပေါ့နော်အဲ့ဒါမျိုးလေးတွေးနေတာကိုတော့တွေ့ရတယ်နောက်ထပ်3ကက်လောက်ထုတ်လိုက်မယ်တစ်ခေါက်တော့အကုန်ထုတ်ပြီးမှပဲပြောတော့မယ်
reading လုပ်နေရင်းနဲ့ရှေ့မှာမှန်ချထားတယ်ဘာလို့လဲဆိုတော့ mic က column မှာတက်ထားတဲ့ mic ကအတန်ဟို battery ကုန်သွားရင်အတန်ပြောက်သွားရင်မသိလိုက်ပါဆိုလို့မီးလင်းနေမှာသူက battery ရှိရဆိုတော့အများကြီးပဲမယူတော့ Nine of Cups I am single အောက်မှာ Nine of Cups တယောက်တည်းလည်းအဆင်ပြေပါရဲ့ပေါ့တယောက်တည်းလည်းအပြည့်အဝ enjoy ဖြစ်ပါရဲ့ပေါ့မပြောနေပါဘူးမျက်နှာကြီးอ่ะဒါပေမဲ့ Nine of Cups ကအပြည့်အဝပျော်ရွှင်နေရကြည်လင်နေရစိတ်ချမ်းသာနေတယ် single life မှာပျော်ပျော်ကြီးဖြတ်တန်းနေပါရဲ့ဆိုတဲ့ပုံစံနဲ့တော့ကြွေးကြော်နေတာဘယ်သူ့မှလည်း chase လုပ်နေတာလိုက်နေတာစိတ်ဝင်စားနေတာမျိုးတော့မရှိဘူးအရန်ကိုသူ့စိတ်ထဲမှာ emotional fulfillment ကို single life ရောက်မှခံစားရပါတယ်ဆိုတဲ့ပုံစံနဲ့တွေးနေတာမျိုးတော့တွေ့ရတယ်တကယ်လို့တော့ကျွန်မမထင်ဘူးမျက်နှာလေးကိုကြည့်လိုက်ဝမ်းနေနေရတတိယနေရဖိုင်ဝမ်းလေးကိုတကပ်ပဲယူမယ် Queen of Swords ဖိုင်ဝမ်းလေးတွေကတော့ပြတ်သားနိုင်လိုက်တာတဲ့သူ့ပေါ်မှာဘလို့များအဲ့လောက်တောင်ပြတ်သားနိုင်တာလဲပေါ့Nine of Swords Nine of Cups ကနေဟန်မဆောင်နိုင်တော့ Nine of Swords ဖြစ်သွားရင်မျက်နှာကြီးကအရန်ကိုအနည်းဘလို့များဒီလိုနေနိုင်တာလဲ Queen of Swords ကိုကြည့်ပါအောင်ပြုံးပြုံးလေးနဲ့ကိုယူခဲ့တဲ့တိကျပြတ်သားတဲ့ action အတွက်ကိုခုံယူရဲဆိုတဲ့ဖိုင်ဝမ်းလေးတွေရဲ့ပုံစံလေးကိုတွေ့ရတယ်နည်းနည်းလေးစောင်းနေတယ်လို့ခံစားရလို့ကိုယူခဲ့တဲ့တိကျပြတ်သားတဲ့မှန်ကန်တဲ့ action အတွက်စိတ်ပိုင်းဆိုင်ရာကိုယ့်ရဲ့ခံစားချက်တွေအရန်ဦးစားမပေးဘဲနဲ့လှုပ်တဲ့လှုပ်ထိုက်တာကိုလုပ်ခဲ့တယ်ပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုချခဲ့တဲ့အတွက်ကိုကျင်းနေတယ်အဆင်ပြေတယ်ဒါဖိုင်ဝမ်းလေးတွေရဲ့ energy လို့တော့ကျွန်မထင်တယ်ဖိုင်ဝမ်းလေးတွေကအဆင်ပြေနေတယ်အဆင်ပြေအောင်လဲဘဝမှာဖြတ်တန်းနေတယ်ပေါ့နော်တစ်ချက်လွမ်းဆွေးတာပါညာတော့ရှိနိုင်တယ် source ဒီ Queen of Swords ပဲဖြစ်ဖြစ်ဘာ Swords ပဲဖြစ်ဖြစ်နာကျင်ရတယ်ဆိုတော့ energy ကတော့ရှိတယ်တစ်ချက်တတိယမိတာအနာကျင်ရတာရှိကောင်းရှိနိုင်တယ်ဒါပေမဲ့သူ့လိုမျိုးဟန်ဆောင်နေတာမဟုတ်ဘဲနဲ့တကယ်ကိုဘဝမှာဒီကိစ္စယူမိနေတာတော့မဟုတ်ဘူးစိတ်ထဲမှာတော့ရှိတယ်ဒါပေမဲ့လည်းကိုယ့်ဘဝကိုဆက်ပြီးတော့သွားနိုင်တယ်ပေါ့နော်ဆက်ပြီးတော့အခက်အခဲမရှိနေနိုင်တယ်ဆိုတာကိုတွေ့ရတယ်။ तू ကပို့ပြီးတော့မှ anxiety များတယ်။ तू ကပို့ပြီးတော့မှပူပန်မှုတွေများတယ်ဆုံးရှုံးရမှာ तू ကပို့ပြီးတော့မှကြောက်တယ်ဖိုင်ဝမ်းလေးတွေထက်အားကြောင့်ဒီမှာအဆင်ပြေပါတယ်မခေါ်လဲရပါတယ်ဆိုတဲ့ပုံစံနဲ့နေပြနေတာမျိုးဒါမဲ့အချိန်ကြာလာလေး तू မခံနိုင်တော့လေပဲဒီမှာ Nine of Swords တော်တော်ကြီးမားမားကိုနာကျင်နေပြီ Nine of Swords အတွေးတွေနဲ့အရန်ကိုနှိပ်စက်နေပြီဟိုလေခါလေးကြရင်ရှိတယ်စိတ်ကအရန်ပင်ပန်းလာလို့ရှိရင်ထိုးနှက်ခံရတာလေတစ်စစ်စစ်နဲ့နာကျင်တာမျိုးဓာတ်တွေကနေရာမျိုးဆိုခဏကိုတစ်ကိုယ်လုံးကိုဓာတ်တွေထိုးဆိုင်ထားတယ်လို့မျိုးအရန်ကိုနာကျင်တာအတွေးတွေနဲ့သူ့ကိုနှိပ်စက်နေတယ်လို့မျိုးခံစားရတာမျိုးဖြစ်နိုင်တယ် feeling lost တဲ့ကျမအထင်လေဖိုင်ဝမ်းလေးတွေကသူ့ပေါ်မှာစိတ်ပိုင်းဆိုင်ရာအရာအယောအကုန်လုံးပေါ့နော်ဒီမှာသူပြောထားတယ်လို့ပါပဲ emotionally physically spiritually အားပေးတာတွေပါတယ်ပြီးတော့ physically လည်းသူ့ကိုဂရုစိုက်တာတို့သူ့ရဲ့အခက်အခဲတွေကူညီပေးချင်တာတို့စိတ်ပိုင်းဆိုင်ရာအဖြစ်သူ့ကိုအားရှိအောင်အမြဲတမ်းအားပေးတာ supporting ပေးတာတော်တော်လေးကို supportive ဖြစ်ခဲ့တဲ့သူလေးဖြစ်လိမ့်မယ်ဖိုင်ဝမ်းလေးတွေမရှိတဲ့အချိန်မှာသူတော်တော်တန်ဖိုးနားလည်သွားတယ်သူမရှိရင်ငါ့ဘဝကြီးကတော်တော်အဆင်မပြေတာပါလားအားပေးမဲ့သူလည်းမရှိချစ်ပေးမဲ့သူလည်းမရှိကျင်နာပေးမဲ့သူလည်းမရှိယုံကြည်ပေးမဲ့သူလည်းမရှိပေါ့နော်ဒီလိုအနေထားကြီးမှာသူအရန်ပင်ပန်းနေတယ်ဆိုတာမျိုးတော့တွေ့ရတယ်ခံစားချက်တွေအခုချိန်ထိကတော့သူ့ရဲ့ feelings ပဲတွေ့သေးတယ် plan တော့တွေ့ရဖြစ်တဲ့အတွက်ချင်းကပ်ဖို့အတွက်သူ plan ချနေတယ်ပေါ့နော်ဖိုင်ဝမ်းလေးတွေကိုပြန်ပြီးတော့ချင်းကပ်ဖို့ဖိုင်ဝမ်းလေးတွေနားကိုပြန်ရောက်လာဖို့ဘယ်လိုစကားနဲ့ပြောပြီးတော့မှချင်းကပ်ရမလဲလက်ခံအောင်ဘယ်လိုလုပ်ရမလဲအဲ့ဒါလေးကိုသူတွေးနေတော့ပဲရှိသေးတယ်ဒီတော့ true or once energy လေးကနေပါဆက်ဖြစ်မလဲ plan ပြီးတော့ထုတ်တော့ပြောပြပါမလား strength ဆိုတော့စူးစမ်းရုန်းကန်ရအောင်မယ်ပြောဖို့အတွက်က inner strength တွေလိုအပ်နေသေးတယ်လောက်ကထုတ်ပြောဖြစ်လာဖို့တကယ် reaching out လုပ်ဖို့ဆိုလို့ရှိရင်ကသူ plan ရုံနဲ့မရဘူး plan ပြီးတဲ့အချိန်မှာပြောဖို့အတွက်တတိလည်းရှိရအောင်မယ်တတိတွေအများကြီးလိုအပ်နေသေးတယ်လို့တော့တွေ့ရတယ် strength ဆိုတော့သူ့မှာလေဖိုင်ဝမ်းလေးတွေစီပြန်လာဖို့စကားတွေပြောဖို့
တောင်းပန်ဖို့ပဲဖြစ်ဖြစ်ပေါ့နော်သူမားခဲ့ရရင်တောင်းပန်ဖို့ဖိုင်ဝမ်လေးတွေသူ့ကိုပြန်ပြီးတော့အယုံကြည်လာစေဖို့အဲ့အတွက်တော်တော်စူးစမ်းရအောင်မယ်လို့သူထင်တယ်တော်တော်တက်တိရှိမှသာလေဖိုင်ဝမ်လေးတွေနာကိုသူပြန်လာနိုင်တယ်ပေါ့နော်ပလန်တော့ဆွဲနေတယ်တက်တိတွေတော့လိုအပ်နေသေးတယ်လို့ကျွန်မထင်တယ် Wheel of Fortune တွေးနဲ့တင့်တော်မဲ့ရက်တင့်တော်မဲ့စကားလုံးတင့်တော်မဲ့အချိန်ကိုစဉ်းစားနေရင်းနဲ့နောက်တော့လည်းမထူးပါဘူးဘယ်ရက်ရယ်လို့မတွေးတော့ဘူးဘယ်အချိန်ရယ်လို့မစဉ်းစားတော့ဘူးဆိုပြီးတော့ပြုံးဆိုရုတ်တရက်ကြီးစိတ်ပြောင်းပြီးတော့မှချက်ချင်းကောက်ပြီးတော့ဆက်သွယ်လိုက်တာမျိုးဖြစ်တတ်တယ်။ဖိုင်ဝမ်လေးတွေမမျော်လင့်ထားဆုံးအချိန်မှာသူကဆက်သွယ်လာတာမျိုးဖြစ်တတ်တယ်။ဆက်သွယ်လာတဲ့အချိန်မှာတော့100%သူ့စိတ်ကိုအကုန်ချပြမှာမျိုးမဟုတ်ဘူးလို့ထင်တယ်။ဘာလို့ဆိုဒီမှာဒီဝီးလေးကိုကင်ထားတာလက်အိတ်နဲ့ကင်ထားတာသူခါပါလုပ်ထားတယ်ဟိုက်ထားတာလေးတွေရှိသေးတယ်။ခံစားချက်လေးတွေဒါမှမဟုတ်အချို့အရာလေးတွေသူဟိုက်ထားအောင်ပါ100% honesty ပေါ့နော်အရင်ယူသားတဲ့စကားမျိုးနဲ့ပြောပြီးတော့ပြန်လာတာမျိုးတော့မဟုတ်ဘူးဒါပေါ့သူကျမဒီမှာမြင်တာကတော့လေအဆင်ပြေဖို့အတွက်ဆိုလို့ရှိရင်ကစကားလုံးရွေးချယ်မှုကအရင်အရေးကြီးတယ်ပေါ့နော်အပြောကောင်းရင်ကတူကိုသဘောကျကြတယ်လေနော်အဲ့တော့သူကအဆင်မပြေတဲ့စကားလုံးတွေပါတယ်ပို့ပြီးတော့စိတ်ဆိုးစေမယ်ပို့ပြီးတော့ trust issue တွေဖြစ်စေမယ်စကားမျိုးဆိုသူမပြောဘူးမပြောဘဲနဲ့နည်းနည်းလေးအဲ့ဒါလေးတွေကိုခါပါလောက်ထားပြီးတော့သူ့အတွက်အခွင့်အလမ်းတာမဲ့စကားလုံးမျိုးကိုရွေးပြောမယ်လို့သူဆုံးဖြတ်ချက်ချလိုက်ပုံပေါ်တယ်အချိန်ကတော့ပြုံးဆိုသူစိတ်ကူးတဲ့အချိန်မှာထားပြီးပြောလိုက်တာတက်တိမွေးရင်နဲ့နောက်ဆုံးမထူးတော့ပါဘူးကွာဆိုထားပြောလိုက်တဲ့ပုံစံမျိုးပေါ့နော်စကားလုံးကတော့သူရွေးထားတယ်တော်တော်ကြီးရွေးထားတယ်တခြားရွေးထားတယ်ဒီတော့အဖြေပေါ်သွားပြီနော် next action ကခံစားချက်ကောပေါ်သွားပြီဆိုတော့ဖိုင်ဝမ်လေးတွေတင်လေးကိုဒီမှာပဲရှင်းလိုက်တော့မယ်အချိန်တိုင်းတာအပြင်ကဘယ်လောက်ကြာနိုင်လဲဆိုတော့10ရက်ကနေ10ရက်10ပတ်ကနေ10ပတ်ပေါ့နော်အဲ့လောက်တော့ကြာနိုင်တယ်လို့တွေ့ရတယ်10ရက်ကနေ10ရက် energy ကတော့ပိုဖြစ်ဖို့များတယ်ဒီကြောက်လေးကိုမြင်တော့ကျမစိတ်ထဲမှာအရင်ခံစားမိတာပါလဲဆိုရင်အနာတရားလေးတွေပေါ့နော်အပေါက်လေးတွေနှစ်ယောက်ကြားထဲမှာရင်ထဲမှာတော့ဒဏ်ရာလေးတွေအပေါက်လေးတွေအနာလေးတွေတော့ရှိနေသေးတယ်ပြန်အဆင်ပြေဖို့တော့သူစူးစမ်းလိုက်မဲ့ပုံပေါ်တယ်ဖိုင်ဝမ်လေးတွေကတော့တော်တော်တည်ငြိမ်နေပြီစူးစမ်းရင်လည်းစူးစမ်းပေါ့လေငါယုံကြည်လာအောင်သူပြန်စူးစမ်းပါစေဆိုတဲ့စိတ်လေး let him try let her try အဲ့လိုမျိုးသူ့ပေးပြီးတော့ try ခွင့်တော့ပေးထားတယ်ကိုကတော့သူ့စိတ်ပြန်လဲခြင်းမှလည်းလဲမယ်လဲခြင်းလဲလဲမယ်မလဲခြင်းလဲမလဲဘူးသူပြန်စူးစမ်းပါစေဆိုတဲ့ပုံစံလေးနဲ့အေးစစ်စစ်လေးပဲညနာလေးကတီတီငိမ့်ငိမ့်လေးနဲ့ပဲသူ့ကိုစောင့်ကြည့်နေတာမျိုးတွေ့ရတယ်နော်အခုအချိန်မှာများဖိုင်ဝမ်လေးတွေကသူနဲ့ပတ်သက်ရင်မတည်ငြိမ်နိုင်သေးဘူးအရန်ကိုစိတ်ကကြရက်တီများနေတယ်ဆိုလို့ရှိရင်တော့နည်းနည်းလေး calm down ဖြစ်သွားတဲ့အချိန်တည်ငြိမ်သွားတဲ့အချိန်သူ့ကိုအသေးအတန်ကြီးမလွမ်းဆွတ်တော့တဲ့အချိန်အဲ့လိုအချိန်ဖြစ်နိုင်တယ်သူပြန်လာတဲ့အချိန်ရလေဒါကျွန်မခံစားမိတာလေးကိုပြောပြတာเนาะဒီတော့ဖိုင်ဝမ်လေးအတွက် reading လေးကတော့ဒီလောက်ပါပဲဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဖိုင်ထူးလေးအတွက်ကြည့်မယ်เนาะဒီကြောက်တုံးအကြီးလေးရွေးထားတယ်ဖိုင်ထူးလေးအတွက်ကြည့်မယ်pushing boundaries someone may be testing your limit တစုံတစ်ယောက်ကတော့ဖိုင်ထူးလေးတွေရဲ့ limit ကိုဖောင်းနေကိုယ့်ရဲ့ boundaries တွေကိုပေါ့နော်အဲ့ဒါကိုစမ်းသပ်နေပါတယ်အစည်းကြော်လို့ရလားလို့ try ကြည့်နေတာ pushing the boundary ဖိုင်ထူးလေးတွေကိုဘယ်အတိုင်းအတာလောက်ထိစိတ်ဒုက္ခပေးလို့ရလဲဘယ်တိုင်းတာလောက်ထိစီးကြော်လို့ရလဲဆိုတာမျိုးစမ်းသပ်နေတာမျိုးတွေ့ရတယ်နော်တခြားကလေးတွေဆက်ကြည့်မယ် spoiling you I want to give you the good life I want to spoil you with gifts and trips oh everything you could ever need or want you deserve nothing less တော့ဖိုင်ထူးလေးတွေကိုတန်ဖိုးရှိတဲ့သူလို့မြင်တယ်သူကကောင်းမွန်တဲ့ဘဝလေးတစ်ခုကိုဖန်တီးပေးခြင်းနဲ့လက်ဆောင်လေးတွေပေးခြင်းနဲ့ခီးလေးတွေအတူတူသွားခြင်းနဲ့ဖိုင်ထူးလေးတွေအမြဲတမ်းလိုအပ်နေတဲ့အရာလိုချင်နေတဲ့အရာအဲ့ဒါမျိုးသူကဖြည့်ဆည်းပေးခြင်းနဲ့ဖိုင်ထူးလေးတွေဒီရဲ့အဲ့ဒါမျိုးတွေနဲ့အကုန်လုံးထိုက်တန်တဲ့သူဖြစ်ပါတယ်နည်းနည်းမှရော့ပြီးတော့ရတဲ့တဲ့သူမဟုတ်ပါဘူး run away would you pack a bag and meet me in Hawaii I just want to get away from the war be alone with you တဲ့သူကဖိုင်ထူးလေးတွေနဲ့ခီးသွားခြင်းနေတဲ့ပုံစံမျိုးလေးပြီးတော့အကုန်လုံးထားခဲ့လိုက်ပေါ့နော်ထားခဲ့လိုက်ပြီးတော့မှဒီလောကလုံးဖြစ်ဖြစ်အဆက်အသွယ်ဖြတ်ပြီးတော့မှသူနဲ့နှစ်ယောက်တည်းတနေရာရာကိုထွက်သွားနိုင်မလားဆိုတာမျိုးလေးကိုမေးထားတယ်သူနဲ့ပဲရှိနေဖို့အတွက်အကုန်လုံးကိုစွန့်လွတ်နိုင်လားဆိုတဲ့ပုံစံမျိုးလေးပြောထားတယ်
နောက်တစ်ခါကြည့်မယ်နော် playing games this is a game to me the way I am acting responding or posting it to get your attention သူလုပ်နေတဲ့ post တွေတင်နေတာသူလှုပ်ရှားနေတဲ့ပုံစံသူ့ရဲ့ action တွေအကုန်လုံးပေါ့နော် social media သုံးတဲ့ပုံစံပဲဖြစ်ဖြစ် post တွေတင်နေတာတို့ပါတော့အကုန်လုံးသူလုပ်နေတဲ့ညာ response တွေအကုန်လုံးကဖိုင်တူးလေးတွေရဲ့ attention ကိုရဖို့အတွက်သူစူးစမ်းနေတာပါတဲ့ဒီမှာလဲ pushing boundaries နဲ့တွားပြီးတော့ energy ကိုက်တယ်ငါဒါလုပ်လိုက်ရင်သူဘယ်လိုနေမလဲငါဒီလိုလုပ်လိုက်ရင်သူဘယ်လိုခံစားရမလဲအဲ့အမျိုးကိုသိချင်လို့စမ်းသပ်နေတဲ့ပုံစံမျိုးခန္ဓာရည်ဖိုင်ထူးလေးရဲ့ခန္ဓာရည်ဖိုင်ထူးလေးရဲ့ limit ကိုသူစမ်းသပ်ချင်နေတာမျိုးတွေ့ရတယ်နောက်ထပ်နှစ်ကတ်ကြည့်မယ်နော် missing you ရဲ့အဲ့လိုစမ်းသပ်နေရင်းနဲ့ပဲသူကသတိတွေရနေတယ်ကျမဒီဖိုင်ထူးရဲ့အကြောင်းကိုဖတ်တဲ့အချိန်မှာဘာကိုသွားပြီးတော့သတိရမိလဲဆိုတော့လေဖိုင်ထူးလေးကိုသူက limit တွေစမ်းသပ်နေရင်းနဲ့ push and pull လုပ်နေတဲ့ပုံစံလေးတွေ့ရတယ်တွန်းလိုက်ပြန်ဆွဲလိုက်အဲ့လိုမျိုးပေါ့နော်တကယ်တမ်းစိတ်ထဲမှာကျတော့လေသတိရတော့ရနေတယ်သူပြုတ်မှုနေတဲ့ပုံစံကျတော့လေတိတ်အရေးမလုပ်တယ်လို့မျိုးတခါလေကြာရင်သူတင်တဲ့ post တွေကအစားသူလုပ်လိုက်တဲ့ action တွေကဖိုင်ထူးလေးတွေအတွက်ကစိတ်မတက်မတာဖြစ်စေရတော့စိတ်ကတိကောက်ဖြစ်စေရမျိုးတွေသူအဲ့ဒါမျိုးတွေတမင်လုပ်ပြီးတော့မှစောင့်ကြည့်နေတာငါတလူလုံးရင်သူဘယ်လိုခံစားရမလဲဆိုတာမျိုးစမ်းသပ်နေတာမျိုးတတိယတော့ရနေတယ်ဒီလိုမလုပ်ခဲ့မိရင်ကောင်းမှာပဲလို့နောင်တရနေတဲ့ပုံစံလည်းတွေ့ရတယ်နော်နောက်ထပ်တစ်ခါလာဆက်ကြည့်မယ်ဖိုင်ထူးလေးတွေအတွက်မကတ်တောင်ကြလားတကက်ပဲချင်းမလို့ It's simple really how do I feel I want you as forever ငါဘယ်လိုခံစားရလဲသိချင်လားတဲ့နင့်ကိုလိုချင်တာပေါ့တဲ့ငါတို့နှစ်ယောက်အတူတူရှိနေတာမျိုးလေးကိုလိုချင်တာပေါ့တဲ့ emotional intimacy I'm afraid to truly open up to you တဲ့သူအကြောင်းအမှန်တိုင်းချပြရမှာမျိုးသူကြောက်တယ်တတိမရှိသေးဘူးတဲ့ being raw and authentic with my feelings is something I'm still working on သူရဲ့တကယ်စစ်မှန်တဲ့ခံစားချက်အစစ်အမှန်လေးအဲ့ဒါကိုပြသဖို့ရအတွက်သူ့မှာအင်အားမရှိသေးဘူးပေါ့နော်တတိမရှိသေးဘူးသူအခုထိအဲ့လိုလုပ်နိုင်ဖို့အတွက်စူးစမ်းနေတုန်းပဲဆိုတာလေးပြောထားတယ်ဖိုင်ထူးရဲ့လူက emotion နဲ့ဖြစ်တတ်တဲ့သူဖြစ်ဖို့များတယ်ယောက်ျားလေးဖြစ်စေမိန်းကလေးဖြစ်စေတော်တော်လေး emotion နဲ့ဖြစ်တတ်တဲ့ပုံပေါ်တယ်ရှက်လဲရှက်တတ်တဲ့ပုံပေါ်တယ်သူ့ဘက်ကရှုံးသွားမှာတော့သူ့ကိုတိတ်ပြီးတော့ attention မပေးဘဲနဲ့သူကခံစားချက်တွေအကုန်လုံးကိုဖွင့်ထုတ်ပြလိုက်ခါကြမှာသူ့ကိုအနိုင်ယူသွားမှာတော့အဲ့ဒါမျိုးတွေစဉ်းစားနေပုံပေါ်တယ် okay ကျူးလေးမမြင်ရမှာဆိုလို့တခါလေကြာရင်ကိုယ့်ရဲ့အခြေအနေကိုလေကိုယ်တိုင်ကတ်လေးတွေဖတ်ကြည့်ပြီးတော့အဖြေရှာချင်တာမျိုးလည်းရှိမယ်ထင်လို့ကျမပြောနိုင်တာထက်ပေါ့နော်အဲကြောင့်ကိုယ်တိုင်ဖတ်ရင်လည်းတခြားလေးဖတ်လို့ရအောင်လို့ဒီကတ်ကိုတိတ်မမြင်ရအောင်ဖြစ်โอเคရပြီနော်ဒါဆိုရင် oracle လေးပြီးတော့ရင်ထားတော့နဲ့တစ်ချက်အဖြေရှာကြည့်မယ်ထားတော့ကတ်လေးတွေကဘာပြောထားလဲကြည့်မယ်ဖိုင်ထူးလေးတွေအတွက်ကတ်လေးတွေကြည့်ပါမယ် Queen of Wands Queen of Wands ရဲ့ energy ကဒီကတ်မှာလေးကျမဘယ်လိုတောင်ခံစားရလဲဆိုတော့အရန် attractive ဖြစ်တဲ့အမျိုးသမီးတယောက်ကိုတွေ့တယ်ဒီမှာဆိုရင်လေမျက်နှာလေးကလည်းလှနေရောသူ့ရဲ့အပြုံးလေးကအစားတိမ်မွေ့နူးညံ့နေပေါ့နော်ဖိုင်ထူးလေးရဲ့တစ်ဖက်သူကယောက်ျားလေးဖြစ်မိန်းကလေးဖြစ်ကိစ္စမရှိဘူးနော်လက်ရှိအချိန်မှာအရန် attractive ဖြစ်နေတဲ့ပုံပေါ်တယ်ဒီတော့သူ့ရဲ့စိတ်ခံစားချက်ထဲမှာကဖိုင်ထူးလေးကအရန်ကိုလှပတယ်ချောမောတယ် attractive ဖြစ်တယ်ဆိုတဲ့ feelings မျိုးသူ့မှာရှိနေတယ်เนาะအဲ့ဒါမျိုးပြောချင်တာ
ဒီကောင်မလေးကဒီကောင်လေးကချောလိုက်တာလှလိုက်တာကြိတ်ကောင်းလိုက်တာအဆရှိတဲ့ဖြင့်သူအဲ့လိုလေးတွေးနေရဆိုတာလေးကိုပြောချင်တာရန်ကို attractive ဖြစ်တဲ့သူလေးငါရင်မဟုတ်ချားလူတွေလည်းသူ့ကိုကြိုက်ကြမှာပဲလို့တွေးနေတာမျိုးအဲ့ဒါကြောင့်လေသူကြိုက်ရင်ပြန်မကြိုက်မှာစိုးရိမ်လို့ဒီလိုတွေပြုတ်မှုနေခိုင်းနေရမျိုးဖြစ်နိုင်တယ်ပေါ့နော်သူဘက်ကစိတ်မဝင်စားတယ်လို့စိတ်ထဲမှာကျတော့အရန်ကြိတ်ပြီးတော့ကြွေးနေပြီးတော့ဟုတ်မလီတကယ်ကိုပဲအေးစောဝန်အရန်ကိုထွက်ချကျန်းကြီးကိုထွက်ချလာအေးစောဝန်တေးကြတဲ့စကားလာပြောချင်နေတယ်အရန်စကားစချင်နေတယ်သူ့ဘက်ကအပူတပြင်းအန်နေကြီးဖြစ်နေပြီ1 စီပဲအောင်ထားလို့မရတော့အောင်စကားတွေလာပြောချင်နေတာတို့သူ့ရဲ့ feelings တွေကိုဝန်ခံချင်နေတာတို့ရှိတယ်ဟန်ဆောင်နေတာတွေရက်တန်းရက်ပြီးတော့အမှန်တိုင်းပြောပြချင်တာတို့နှစ်ယောက်beginnings လေးတစ်ခုပေါ့နော်စကြတာတို့လိုချင်တယ်သူနဲ့ကိုနဲ့က crash situation တို့ဒီ situation shit တို့ဆိုလို့ရှိရင်တော့ဖိုင်တူးလေးနဲ့သူနဲ့အဲ့လိုမျိုး relationship တွေကိုရောက်သွားဖို့အတွက်သူကအစလေးတစ်ခုစဖို့အတွက်အရန်စိတ်အားထက်သန်နေတဲ့စကားလာပြောဖို့အတွက်သူ့ဘက်ကတတိယအကြောင်းသဘောကျအကြောင်းပြောဖို့အတွက်ပြင်နေတယ်။ ongoing သွားနေတဲ့ relationship လေးဆိုရင်တော့ကျမထင်တယ်စိတ်ထဲမှာတောင်းနေကြမကြည့်လေတာလေးတွေရှိပုံရတယ် X လေးတွေရော no contact လေးတွေရောအတူတူပဲငါဒီလိုလုပ်လို့ရှိရင် तू ဘယ်လို response လာမလဲဆိုတာကိုအရန်သိချင်နေတာအဲ့အတွက်ဟန်ဆောင်နေတာဟန်လုပ်နေတာမျိုးလည်းတွေ့ရတယ်တကယ် deep down စိတ်ထဲမှာတော့အရန်လွမ်းနေတယ် emotional intimacy ရဲ့သူ့ရဲ့စစ်မှန်တဲ့ပုံစံကိုပြဖို့အတွက်သူ့ရဲ့ခံစားချက်အစစ်မှန်တွေကိုချပြဖို့အတွက်လည်းသူစ조사နေတယ်ဆိုတော့ဖွင့်ဟလာမယ်လို့တော့ကျွန်မထင်တယ်တစ်ဖက်သူကဖိုင်တူးလေးတွေကိုအရန် attractive ဖြစ်တဲ့သူလေးရန်ကိုချောလှတဲ့သူလေးရန်ကိုကြည့်ကောင်းတဲ့သူလေးပေါ့နော်သူဖွင့်မပြောဘဲနဲ့ဒီတိုင်းသာဆက်ပြီးတော့လုပ်နေမယ်ဆိုလို့ရှိရင်ငါတကယ်ဆုံးရှုံးရတော့မှာပဲလို့တွေးကြောက်နေတာတွေ့ရတယ်ချားကက်လေးတွေအရင်ဆုံးထုတ်လိုက်တော့မယ် judgment သူပြောင်းလဲပေးပါမယ်ပေါ့ဖိုင်ထူးလေးတွေအတွက်သူပြောင်းလဲပေးပါမယ်ဟို two of cups လေး two of cups လေး testing your limit ကလေကျမဒီဟာ pushing boundary someone maybe testing your limit ကိုဘယ်လိုခံစားရလဲဆိုရင်လေမခေါ်ဘဲနဲ့ဘယ်လောက်ကြာကြာနေနိုင်မလဲစောင့်ကြည့်ကြတာမျိုးလည်းဖြစ်နိုင်တယ် no contact တွေဘာတွေဖြစ်နေတဲ့သူတွေဆိုရင်လေ two of cups ရဲ့ damage ရှင်ရဲ့ကျင်းတွေပေါင်းသူ့ဘက်ကညံများဖို့စဉ်းစားနေတယ်သူအရန်အလျှော့မပေးပဲနဲ့အစဉ်ပြန်ပြေးခြင်းနေတာမျိုးတကယ်တမ်းကျအတင်းပြန်ခေါ်ခြင်းနေတာသူကအတင်းပြန်ခေါ်ခြင်းနေတာ nine of cups အချင်းရေးကတ်တွေတော်တော်များများကိုကြာလာတာပဲเนาะ two of cups ရဲ့ nine of cups ရဲ့အရန်ကိုတန်ရောစင်တွေ့လွန်းတော့အရန်ကို affectionate ဖိုင်တူးလေးတွေပေါ်မှာအရန်ကို affection ရှိတော့မေတ္တာရှိတော့တန်ရောစင်ရှိတော့အဲ့လိုကတ်တွေထွက်လာဒါပူလောင်တဲ့ချစ်ချင်းမေတ္တာနဲ့တော့တိတ်မတူဘူး page of sauce သူ action ယူလာလိမ့်မယ်ဖိုင်တူးလေးအေးအေးလေးနေလို့ရတယ်ဘာမှလုပ်စရာမလိုသူ့ဘက်က action ယူလာလိမ့်မယ် base မှာပါရှိလဲကြည့်လိုက်တာ base မှာ the hermit လေး the hermit ကဒီတက်မှာတခါမကြဘူးဒီတက်ကအနည်းနဲ့အသုံးနေတယ်ဒါပေမဲ့ဒီနေ့ကျတော့ကျွန်မဒီ oracle လေးတွေနဲ့အရောင်လေး match ဖြစ်မယ်ထင်လို့သုံးလိုက်တာတကယ်လဲ match ဖြစ်တယ်เนาะလိုက်တယ် the hermit ရဲ့အနေထားအရတော့စောင့်ကြည့်နေတာပြပြပြီးတော့ဖိုင်ထူးလေးတွေရောဘာတွေလုပ်နေလဲ social media မှာဘာတွေတင်နေလဲသူပဲသွားနေလဲလိုက်စုံစမ်းနေရလိုက်စောင့်ကြည့်နေရတနေ့ကုန်အချိန်ရှိတွေ့လိုက် check နေတာမျိုးတွေ့ရတယ်အားနေ conversation အဟောင်းလေးတွေလိုက်ဖတ်မယ်ဖိုင်တူးလေးအကြောင်းလိုက်စုံစမ်းမယ်တနေ့ကုန်လုံးစောင့်ကြည့်မယ်ဆိုတာလေးတွေ့ရတယ်သူ့ပေါ်မှာများ action အရင်ယူလာမလားသူ့ကိုအရင်လာခေါ်မလားလို့စောင့်နေတာ page of sauce သူ့ဘက်ကအရင်တော့အပြေးလေးရောက်လာလိမ့်မယ်အရင်စကားလာပြောတာမျိုးဖြစ်လိမ့်မယ်ဒီမှာတည်းကတွေ့ပါတယ် ace of wands မှာတည်းက page of sauce မှာတော့ပို့ပြီးတော့ထင်ထင်ရှားရှားနဲ့ action ဖြစ်သွားတာပေါ့နော် ace of wands ကအရင် passion ဖြစ်နေတာပဲရှိသေးတယ် action တိမလာသေးဘူး page of sauce မှာတော့ action ဖြစ်သွားပြီသူလာလိမ့်မယ်သူဆက်သွယ်လိမ့်မယ်ဘယ်လိုဆက်သွယ်မှာလဲဆိုရင်သူဘယ်လိုမှတောင်းမခံနိုင်တော့တာမဟုတ်လို့ nine of cups ငါဘယ်လိုမှတောင်းမခံနိုင်တော့ဘူးပေါ့နော်သူ့ဘက်ကညှိနှိုင်းပေးဖို့သူ့ဘက်ကလိုအပ်တာလေးတွေအကုန်ပြင်ဆင်ပေးဖို့ judgment
ဘာနေနေအကုန်ပြောင်းလဲပေးဖို့ပြုပြင်ပေးဖို့သူဆန္ဒရှိပါတယ်ဖိုင်ထူးလေးတွေနဲ့ပဲသူအတူတူရှိချင်ပါတယ်အကြာကြီးလက်တွဲသွားချင်ပါတယ်အကြာကြီးချစ်ပေးနေချင်ပါတယ်ဘေးနားမှာရှိနေချင်ပါတယ်ပေါ့နော် Two of Cups ကအပြည့်အဝ love offer လာပေးလိမ့်မယ် The Magician စကားလုံးတွေအစသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာကိုလည်းအရန်ကြည့်ကောင်းနေအောင်သူပြင်ထားတယ်သူ့စိတ်ထဲမှာဖိုင်ထူးလေးကအရန်ချောမောလက်ပါတယ်ကြည့်ကောင်းတယ်လို့ခံစားရတာဖြစ်တဲ့အတွက်သူ့ကိုယ်သူလည်းအရန်မဟုတ်ရင်တော့လက်ရှိရှိရင်းဆိုတဲ့ပို့ပြီးတော့ကြည့်ကောင်းတဲ့ပုံစံဖြစ်အောင်သူစူးစမ်းပြင်ဆင်နေတယ်ဒါမှတွေ့ရနေကြရင်စကားပြောရနေကြရင်သူပြောတဲ့စကားကိုသူ့ရဲ့ရုပ်ရည်လေးကြည့်ပြီးမငြင်းရက်နိုင်အောင်ပေါ့နော်သူ့ဘက်ကစကားလုံးတွေရောသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာကိုရောပြင်ဆင်နေတာမျိုးတွေ့ရတယ် Nine of Cups ခမိုင်းပုံစံလေးတက်တက်ပြန်ပြန်လေးနဲ့ရောက်ချလာပြီးတော့ငါပြောင်းလဲပေးပါမယ်ပေါ့နော်ငါ့ကိုပြန်လက်ခံပေးပါဆိုတဲ့ပုံစံနဲ့ apologies ပြန်ဝင်လာလိမ့်မယ်ဒီ love offer ဒီ next level သွားကြဖို့အတွက် love offer ဖြစ်လိမ့်မယ်ကိုရောက်နေတဲ့နှစ်ယောက်ကြားရဲ့ situation ကို next level တက်ဖို့အတွက် offer အဲ့ဒီ offer ကိုလာပေးဖို့အတွက်သူ action ယူလာလိမ့်မယ်ပေါ့နော်ဒီတော့ဖိုင်ထူးလေးတွေအတွက်ကတော့အရန်ကောင်းတယ်ပြောရမှာပေါ့နော်တစ်ဖက်လူကဘာပဲဖြစ်နေပါစေအကုန်ပြောင်းလဲပေးမယ်ပြင်ဆင်ပေးမယ်ပြုပြင်ပေးမယ်ငါနဲ့ပဲနေပေးပါငါနားမှာပဲရှိနေပေးပါပေါ့နော်အကုန်လုံးအစားအစာရလူလေးသေးမရှိအောင်အကုန်ပြောင်းလဲပေးပါမယ်ဆိုတဲ့စိတ်လေးအခုလက်ရှိချိန်မှာတော့ तू က boundaries တွေကိုချိုးဖြတ်ဖို့ကြိုးစားနေတာဖိုင်ထူးလေးတွေချထားတဲ့စီကန်းတွေကို तू ကချိုးဖြတ်ဖို့ကြိုးစားနေတာဖိုင်ထူးလေးတွေရဲ့ limit ကို तू က test လုပ်ဖို့ကြိုးစားနေတာမျိုးတော့ရှိတယ်ဖိုင်ထူးလေးတွေဘာမှ action ယူကြမလို့ဒီတိုင်းအေးအေးလေးပဲစောင့်နေလိုက်သူ့ဘက်ကရောက်လာလိမ့်မယ်သူ့ဘက်က action ယူလာလိမ့်မယ်ပေါ့နော်အရန်လွမ်းနေတာမခွဲနိုင်တာတကယ်တမ်းမပြတ်နိုင်တာဖိုင်ထူးလေးတွေမဟုတ်ဘူးသူပေါ့နော်ဒီတော့ဖိုင်ထူးလေးတွေတွေ့ပြီးတင်လေးကတော့ဒီလောက်ပါပဲဆိုပေမဲ့တဟားမစ်လေးရတယ်ပြောလို့ကတော့ပြီးသွားပြီဒါပေမဲ့ကျမစိတ်ထဲမှာတစ်ခုခုလေးထပ်ကြည့်ပေးခြင်းလို့နောက်ထပ်တစ်ခါလောက်တော့ထပ်ထုတ်လိုက်မယ်နော်King of Cups ကောင်းတဲ့ energy လေးရနေတော့အရန်ကတ်ပြီးတော့sorry အရန်ထပ်ပြီးတော့ကတ်တွေထုတ်ချင်တာပေါ့နော် King of Cups Nine of Cups ပြီးတော့ King of Cups ဆိုတော့သူကချစ်ချင်းမြတ်တာအပြည့်နေပေါ့နော်အရန်မကျူအားဖြစ်တဲ့ပုံစံလေးနဲ့မင်းရှိမှာဆိုလို့ချင်းအာတင်းမထားနိုင်ပါဘူးဟန်ဆောင်မထားနိုင်ပါဘူးငါပျော့သွားပါပြီဆိုတဲ့ပုံစံမျိုးလေးရအစအချင်းချံမရှိသူ့ရဲ့တကယ်စစ်မှန်တဲ့ပုံစံကိုချပြလာလိမ့်မယ်King of Cups အချစ်တွေအပြည့်ပေးလိမ့်မယ် Nine of Cups ရဲ့ခွက်ချက်လေးဒီ King of Cups ရဲ့ခွက်ကပိုအောင်ကြီးလာတာအဲ့ဒါပါလဲဆိုသူ့ကျင်နေရခံစားချက်တွေကိုပွင့်ပွင့်လင်းလင်းနဲ့ထုတ်ဖော်ပြနိုင်လာတာကျမအမြင်ဖိုင်ထူးလေးကလက်ခံလိုက်ပုံပေါ်တယ်သူ့ရဲ့စကားလုံးတွေသူ့ရဲ့အပြောတွေပေါ့နော်သူ့ရဲ့ညှိနှိုင်းမှုတွေသူပြောင်းလဲပေးတာလေးတွေကိုယုံကြည်ပြီးတော့လက်ခံပေးလိုက်တဲ့ပုံပေါ်တယ်အဲ့မှာသူ confidence ရှိနဲ့အပြည့်အဝချစ်ပြတာမျိုးကိုတွေ့ရတယ်အရန်ချစ်ပေးတယ်အရန်ကြိုးဆိုင်ပေးတယ်အရန်အနုနာခံပေးတယ်အနစ်နာခံပေးတယ်ပေါ့နော်ဒီတော့ဖိုင်ထူးလေးတွေတွေ့ပြီးတင်လေးကတော့ဒီလောက်ပါပဲစုံထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဖိုင်ထရီလေးတွေတွေ့ကြည့်မယ်နော်ဒီလက်စွပ်လေးကြောက်စိမ့်လက်စွပ်လေးရွေးထားတယ်ဖိုင်ထရီလေးတွေတွေ့ကြည့်မယ်အရင်ဆုံးဒီ oracle လေးကိုကြည့်မယ်Oh karmic lesson နဲ့ There are karmic lessons in relationships that need to be learned relationship ဒီ relationship လေးထဲမှာဒါမှမဟုတ်လေအတိတ်က relationship တွေထဲမှာပေါ့နော် karmic lesson လေးတွေရှိတယ်တဲ့သင်ယူလေ့လာဖို့သင်ယူဖို့လိုအပ်နေတဲ့ karmic lesson လေးတွေရှိပါတယ်တဲ့ Not the right time I am overwhelmed with responsibilities I don't have the time of energy for a relationship တစ်ဖက်လူကလေရှောင်ကျင်နေတာမျိုးရှောင်ပြေးကျင်နေတာမျိုးလို့ခံစားရတယ်ဒီစကားမျိုးကလေအခုချိန်ကအချိန်မှန်မဟုတ်သေးပါဘူးတဲ့သူ့မှာတာဝန်တွေဝတ္တရားတွေအများကြီးရှိတယ်ပေါ့သူ့အတွက်က relationship အတွက်အချိန်နဲ့ energy တွေမရှိဘူးဆိုပြီးပြောနေတာတကယ်တော့အဲ့ဒါရှောင်ပြေးကျင်တဲ့သူတွေရဲ့စကားလုံးနဲ့သွားတူတယ်အဲ့ဒါကြောင့်ဒီလူက toxic ဖြစ်လို့ karmic lesson လို့ပြောချင်တာမျိုးလို့ကျွန်မမြင်တယ်ဘယ်သူမှ 24/7 မအားတာမျိုးမရှိဘူးအချိန်နဲ့ energy ဆိုတာကိုပေးခြင်းရှိတယ်ပေါ့နော်လူတိုင်းမှာ对啦 gaslighting you I have been lying to and gaslighting you were not crazy you were right I just wasn't strong enough to admit it သူကဖိုင်ထရီလေးတွေကိုလိန်ညာနေခဲ့မိပါတယ်တဲ့ဖိုင်ထရီလေးတွေမှားမနေပါဘူးတဲ့ဒါမှမဟုတ်ကျမမှားမနေပါဘူးကျမဆိုတာတော့ဖတ်တယ်ကျမဟောနော်သူ့ကိုပြောနေတဲ့ကိစ္စရဲ့မြင်နေရမှားမနေပါဘူးတဲ့သူက
စတာနော်ဖိုင်ထူးလေးတွေမှားမနေ sorry ဖိုင်ထရီးလေးတွေမှားမနေပါဘူးလို့ပြောတာသူကသာလျှင်ဖိုင်ထရီးလေးတွေမှန်နေတယ်ဆိုတာကိုဝန်ခံမှုအတွက် strong မဖြစ်တာပါတတ်တည်မရှိတာပါလို့ပြောထားတယ် others opinions I feel bound by my culture and my family's beliefs on how I should live my life I'm working towards breaking free from limiting myself based on their beliefs သူများရဲ့အမြင်တွေကသူ့ဘဝမှာအရင်ကစိုးမိုးနေပါတယ်တဲ့သူ့ရဲ့မိသားစုရဲ့ယုံကြည်မှုတွေပတ်ဝန်းကျင်ရဲ့အမြင်တွေပတ်ဝန်းကျင်ကဘယ်လိုထင်မလဲပါညာတွေအဲ့ဒါတွေပေါ်မှာအရန်ကိုသူကချီနှောင်ထားခံရတယ်လို့ဖြစ်နေပါတယ်အဲ့ဒါတွေကို breaking free ဖြစ်ဖို့အတွက်သူချိုးဖျက်ဖို့အတွက်သူ့ကိုယ်သူ limit လုပ်ထားတာတွေကနေပြီးတော့ချိုးဖျက်ဖို့အတွက်ဖောက်ထွက်လာဖို့အတွက်အဲ့ဒီ belief တွေယုံကြည်မှုတွေပေါ့နော်တခြားလူတွေရဲ့ယုံကြည်မှုတွေပေါ့အခြေခံပြီးတော့သူ့ကိုယ်သူ limit လုပ်မိနေတာအတွက်ဖောက်ထွက်ဖို့တော့စူးစမ်းနေပါတယ်တဲ့ဒီ၃ကတ်လုံးကြည်လိုက်ရင်ဒီလိုမျိုးလို့ထင်တယ်အခုကအချိန်မှမဟုတ်သေးဘူးလုပ်တင်များနေလို့တာဝန်တွေများနေလို့အခြေရေးကိုချိန်မပေးနိုင်သေးဘူးငါမှာတော့ဘလို့ခက်ခဲတွေရှိနေတယ်ငါမိသားစုကလည်းဘလို့ဒီလိုအချိန်မှာငါကငါမနေစူးစမ်းနေရတယ်ဟိုအဲ့ဒါရဲ့အကုန်လုံး gaslighting ယူလိန်နေတာ fine tree လေးတွေကိုလိန်နေတာတကယ်တမ်းအချိန်ပေးခြင်းအချိန်ရှိတယ် energy ပေးခြင်း energy ရှိတယ်ဘယ်သူမှ 24/7 အလုပ်များမနေဘူးနောက်တစ်ခုက limiting belief တွေပါလေဆိုတာလက်ကဟိုဘယ်သူကပဲပါလေပြောနေပါစေပတ်ဝန်းကျင်ကပါဖြစ်နေပါစေတကယ်ချစ်တယ်ဆိုလို့ရှိရင်ကလေအဲ့ဒီ limiting belief တွေပါလေဘာမှကိုဟုတ်မနေဘူးထဲ့ကိုစဉ်းစားနေရမယ်ကိစ္စကိုမဟုတ်ဘူးပေါ့နော်ဒီချိန်ထိတော့ကျမဒီလူစီမှာ honesty မတွေ့ဘူးယူသားတာမျိုးမတွေ့ဘူးအမှန်တိုင်းပြောမထားဘူးဆိုတာလေးကိုတွေ့ရတယ်ကက်လေးတွေဆက်ကြည့်မယ်နော်၃ကတ်ထင်းနေတော့မပြောအဲ့လောက်ကြီးဆက်မပြောချင်းသေးဘူးဒီလေးက obsess ဖိုင်ထရီးလေးနဲ့ပတ်သက်ရင်သူ့မှာ obsess ဖြစ်နေတာမျိုးကတော့ရှိတယ်တခုခုပဲ physically လား mentally လား body လားတခုခုအဲ့ဒါကို obsess ဖြစ်နေတာမျိုးတော့ရှိတယ်ဆွဲလန်းနေတာမျိုးချိန်လုံးတော့တွေးနေမိရတွေးထဲမှာတဲ့ social media ကိုလည်း like check နေတာမျိုးတော့ရှိတယ်တဲ့သူအချိန်ရတာနဲ့အားတာနဲ့သူအပြင်ထွက်ဖြစ်တာနဲ့လာတွေးဖို့အတွက်စူးစမ်းနေပါတယ်ဒါလည်းသိပြီးတော့မှန်ကန်တဲ့စကားလို့မထင်ဘူးတွေးကျင်တယ်ဆိုအချိန်ရချင်းတွေပေါင်းရှိတယ်ပေါ့နော် something တခုခုကိုတော့ဆွဲလန်းနေတာရှိကောင်းရှိနိုင်တယ်ဖိုင်ထရီးလေးတွေရဲ့သူ့ပေါ်ချစ်တဲ့စိတ်ကိုဆွဲလန်းတာလားဖိုင်ထရီးလေးတွေရဲ့တခုခုပေါ့နော်အဲ့ဒါမျိုးဆွဲလန်းတာလားရှိနိုင်တယ် you're so smart ဉာဏ်ရည်ကိုဆွဲလန်းတာမျိုးလည်းဖြစ်နိုင်တယ်အရေးချင်းရှိတာတော်တာမျိုးသဘောကျတာဖြစ်နိုင်တယ် your intellect really turns me on and you are so smart and I really enjoy our conversation ဖိုင်ထရီးလေးတွေဉာဏ်ကောင်းတာစကားပြောတတ်တာ smart ဖြစ်တာအဲ့ဒါသူ့ကိုအရင် feeling တွေ grow ဖြစ်လာစေတယ်ပေါ့နော်သူ့ကိုအရင်ချစ်လာစေတယ်ပေါ့အရင် smart ဖြစ်လို့နဲ့ဉာဏ်ကောင်းလို့နေတဲ့စကားပြောတဲ့အချိန်မှာဖိုင်ထရီးလေးနဲ့ပြောရတဲ့ conversation အရင်တန်ဖိုးရှိလို့သူသဘောကျတယ်ကျမထင်လေတော်တဲ့လူထက်မြက်တဲ့လူမို့လို့သဘောကျတာမျိုးလည်းဖြစ်နိုင်တယ်သိလား romantic feeling ဆိုတာတက်လေလူကောင်းတယောက်ကိုမဆုံးရှုံးချင်တာမျိုးဖြစ်မယ်လို့ထင်တယ်ချစ်လို့မဆုံးရှုံးချင်တာထက်လေကောင်းတဲ့လူမို့လို့သူ့ဘဝတွေကထွက်မသွားစေချင်တာမျိုးဖြစ်မယ်လို့ထင်တယ်ထားတော့ကက်လေးတွေဆက်ကြည့်မယ်နော်ဆွဲသေးဘူးအိုးသုံးကတ်ထဲဆိုယူလိုက်မယ် six of wands ဒါ six of wands the hangman king of pentacles king of pentacles ကအမှန်တော့အရန်ကောင်းတယ်ကက်လေးဒါပေမဲ့ဒီတက်မှာကျမဘယ်လိုခံစားရလဲဆိုတော့ဒီမှာတို့လေ devil နဲ့တွားတူတဲ့ခံစားချက်မျိုးကျမရရတယ်ဒီလားကက်ဒီအရင်ထုတ်လိုက်မယ်နော်ပြီးမှပြောတော့ကက်ဒီကအများကြီးပဲထွက်လာအများကြီးပဲဒီ pine tree အတွက်ကလေကျမထင်တာအများကြီးကြည့်စရာတွေရှိမယ်လို့ထင်တယ်ကတ်ဒီအများကြီးကြည့်မိတော့မယ်လို့အာရုံရနေကတ်တွေအကုန်လုံးလေမြင်ပြီးသွားတဲ့အချိန်မှာကျမသဘောပေါက်သွားတာတခုကဘာလဲဆိုတော့ဒီ you are so smart တို့ observe တို့အဲ့ဒါကြည့်ချင်းအပြင်ဘာကို observe ဖြစ်တာလဲဘာကိုဆွဲလန်းတာလဲဆိုတာကျမသိသွားပြီ pine tree လေးတွေကသူ
သူ့ထက်ငွေကြီးအဆင်ပြေတာဖြစ်နိုင်တယ်သူ့ထက်ပိုပြီးတော့မြင့်မားတဲ့ level တစ်ခုမှရှိတာမျိုးဖြစ်နိုင်တယ်ဉာဏ်ကောင်းတယ်ပိုပြီးတော့မှ focus ထားနိုင်တယ်အရေးချင်းရှိတယ်သူအဲ့ဒီဟာကိုအရင်ဆွဲလန်းတာသဘောကျတာဆွဲလန်းရတာအကြောင်းရင်းရှိတယ်ဖိုင်ထွေးလေးတွေအလုပ်အတူတူလုပ်လို့အဆင်ပြေတဲ့သူမျိုးဖြစ်နိုင်တယ်အလုပ်အတူတူလုပ်တာမဟုတ်ရင်တော့သူ့ရဲ့အလုပ်တွေမှာအကူအညီပေးတာပေါ့နော်သူ့အကူအညီပေးတာ physically mentally အကူအညီပေးနိုင်တဲ့ supporting ပေးနိုင်တဲ့ wife friend girlfriend ထိုင်မျိုးဖြစ်လိမ့်မယ်သူ့အတွက်အရန်အကူအညီဖြစ်တဲ့သူမျိုးဖြစ်လိမ့်မယ်ဖိုင်ထွေးလေးတွေအုံနောက်ညံရေးကကောင်းတဲ့အခါကျတော့ခင်းတော့ Pentacles ဒီတော့ तू ကဖိုင်ထွေးလေးတွေကိုပိုင်ဆိုင်ထားတာသူ့အတွက်ကလေရွှေခဲငွေခဲလိုမျိုးသိရမလားရွှေဥပေးတဲ့ငန်းလားအဲ့လိုပိုင်ဆိုင်ထားရတယ်လို့မျိုးလုံးဝကိုလက်ကြီးလုံးဝ lucky ဂျက်ပေါ်ပေါ့နော်အဲ့လိုဖြစ်သွားတဲ့အခါကျတော့ तू ကဒါကိုလက်လွတ်ရမှာစိုးရိမ်တာသူ့အတွက် stable ဖြစ်ဖို့အတွက်က emotionally တော့၎င်း mentally physically တခုခုပေါ့နော်ဖိုင်ချွေးလေးတွေရှိနေမှာ तू ကအဆင်ပြေမယ် stable ဖြစ်မယ်ဆိုတဲ့အနေအထားမှာရှိနေတဲ့ double energy ကိုဒီမှာခံစားရတဲ့ဂျိုတွေနဲ့ King of Pentacles ကို double လို့ခံစားနေရတာဖြစ်တဲ့အတွက်ကျွန်မထင်တာသူ့ဘက်ကလိမ်လည်တာတို့ချီတင်လောက်တာတို့သူ့ဘက်ကတိတ်မယိုးသားတဲ့ attachment တွေပေါ့နော် unhealthy attachment တွေရှိနေတာကိုတွေ့ရတယ်။ The Hammer လက်မလွတ်လိုက်ခြင်းဒီ saturation လေးကိုပြီးမသွားခြင်းအဆင်မပြေဘူးသူ့ဘက်ကလည်းအရန်ချစ်နေတာတော့မဟုတ်ဒါပေမဲ့အတကြီးကြီးနဲ့စုပ်ကင်ထားခြင်းသေးတယ်။ စိတ်ဆော့ဝမ်းသူ့မှာရှိနေတဲ့အောင်မြင်မှုတွေဒီဖိုင်ချွေးလေးတွေကြောင့်ရလာတာဖြစ်နိုင်တယ် emotionally တော့၎င်းသူ့ကို physically တော့၎င်းဖိုင်ထရီလေးတွေအများကြီးထောက်ပံ့ပေးခဲ့တာမျိုးရှိမယ်လို့ထင်တယ်ဒီအောင်မြင်မှုတွေကဖိုင်ထရီလေးတွေကြောင့်ရလာတယ်ဆိုတာမျိုးသူယုံကြည်ထားတယ်ဖိုင်ထရီလေးတွေရဲ့ကံကြမ္မာကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်တချို့ကရှိတယ်လေသူကိုဘွားလေးကြောက်လာမှစီးပွားရှာလို့ပိုကောင်းတယ်လို့ကံမြင့်တဲ့သူတွေရှိတယ်ဒီလိုတွေသူယုံကြည်ထားတာမျိုးလည်းဖြစ်နိုင်တယ်ဒီတော့သူ့ရဲ့အောင်မြင်မှုတွေဒီဖိုင်ထရီလေးတာမရှိတော့ရင်ကြာဆင်းသွားမှမျိုးသူအရန်ကြောက်တယ် Nine of Swords တွေးပူတယ် The Sunဒီတဆန်းကလေတဆန်းကကအရင် positive နှွေးထွေးပေးတယ်ကျင်နာပေးတယ်ပေါ့နော်ဒီတော့ဖိုင်ချွေးလေးတွေဘက်က energy ဖြစ်နိုင်တယ်သူ့ကိုကလေးလိုမျိုးဂယူးဆိုင်တယ်စောင့်ရှောက်တယ်သူပြောသမျှလေးတွေကိုအလေးနဲ့ထားပြီးနားထောင်ပေးတယ်ကလေးလေးတွေဆိုလို့ရှိရင်လေသိရမလားကျမတို့တွေဘာလေးပြောတော်လိုက်တာချီကျူးပေးတာမျိုးတို့သူ့ကိုအတိမတ်ပြုတ်ပေးတာမျိုးတို့လုပ်တတ်ကြတယ်လေအခုလဲဖိုင်ချွေးလေးတွေကသူနဲ့ပတ်သက်လို့ရှိရင်အဲ့လိုမျိုးလေးသူ့အားပေးတာတို့ဂယူးဆိုင်ပေးတာတို့ရှိပုံပေါ်တယ်သူ့ကိုစိတ်ပိုင်းဆိုင်ရာအဖြစ်သူအေးချမ်းတည်ငြိမ်မှုလေးရရှိအောင်စိတ်ပိုင်းဆိုင်ရာအဖြစ်သူဘယ်လိုပြောမလဲ strong ဖြစ်တာမဟုတ်အဲ့ဒါဘယ်လိုပြောမလဲလူကအားပေးထောက်ခံနေတဲ့သူရှိလို့ရှင်ပို့ပြီးတော့မှအားရှိတယ်လीเนาะအလုပ်လုပ်ရတာရှေ့ဆက်သွားရတာဘဝကိုရှေ့ဆက်သွားရတာအားပေးနေမဲ့သူဒီနောက်မှာအားပေးနေမဲ့သူရှိနေအဲ့အတွက်အဲ့ကနေ power တွေ energy တွေရတာမျိုးရှိတယ်လीဖိုင်ချွေးလေးတွေကသူ့ပေါ်မှာကို energy ကောင်းသည်ဖြစ်စေမကောင်းနေသည်ဖြစ်စေသူ့ကိုတော့အစွမ်းကုန်ဖြည့်ဆည်းပေးခဲ့ပုံပေါ်တယ်အစွမ်းကုန် energy တွေအကုန်ပေးပြီးကောင်းပေးခဲ့ပုံပေါ်တယ်ခလေးလိုမျိုးပေါ့နော်ဂယုစိုက်ပေးတာချစ်ပေးခဲ့တာကျင်နာပေးခဲ့တာနှွေးထွေးပေးခဲ့တာအဲ့ဒါလေးတွေကိုသဘောကျတယ်ဆုံးရှုံးရမှာကြောက်တယ်ဒါပေမဲ့သူ့ကိုယ်သူသိတယ်ဖိုင်ချွေးလေးတွေကိုသူအရန်ချစ်နေတာမျိုးမဟုတ်ဘူးတကယ်လို့များတော့ချစ်နေရင်တော့အရန် unhealthy ဖြစ်တယ် karmic cycle ကြီးသင်ခန်းစာတွေပဲ lesson တွေပဲလမ်းရတာမျိုးကျမကလေတခြားအကြောင်းအရာကိုပြောလို့ရတယ်ဒါပေမဲ့အခုနောက်ပိုင်းကျမခံစားမိတာခါမစ်တွေပါလာပြီဆိုအဲ့ဒါချစ်ချင်းမြတ်တာတွေမငြိမ်ညတာတစ်ဖက်ကအပေးပဲရှိပြီတစ်ဖက်ကအယူပဲရှိတာဖြစ်တဲ့တဲ့ဖိုင်ချွေးလေးတွေဘက်ကပေးပြီးသူ့ဘက်ကအယူပဲရှိနေတာမျိုးဖြစ်နိုင်တယ်ပြီးတော့ဒီမှာ base မှာကြည့်လိုက်တယ် Oracle ရဲ့ base မှာ I'm sorry I hate how much I hurt you I'm so sorry for all the pain I caused and you didn't deserve any of it ဖိုင်ချွေးလေးကဒီလိုမျိုးသူပေးတဲ့နာကျင်မှုတွေခါမစ် lesson တွေနဲ့မထိုက်တန်တဲ့လူဆိုတာသူသိပါတယ်တဲ့သူဖိုင်ချွေးလေးကိုနာကျင်စေမိတဲ့အတွက်လည်းစိတ်မကောင်းသူ့မှာစိတ်မကောင်းတဲ့စိတ်တော့ရှိတယ်ဒီလိုမျိုးနာကျင်မှုတွေနဲ့ဖိုင်ချွေးလေးကထိုက်တန်တဲ့သူမဟုတ်ပါဘူးတဲ့ပြီးတော့ဒီ base မှာထားတော့ရဲ့ base မှာ the high pressure ကြတယ်ဒီတော့လေဒါပါလဲဆိုတော့ဖိုင်ချွေးလေးရဲ့စိတ်ရဲ့ deep down ထဲမှာလည်းသိပြီးသားပါတဲ့သူ့ရဲ့စိတ်ရင်းစိတ်ထားအမှန်သူ့ရဲ့ရည်ရွယ်ချက်အစစ်မှန်အဲ့ဒါတွေဖိုင်ချွေးလေးကိုယ်တိုင်လည်းရှင်းမိပြီးသားပါကျမ reading ကိုလာမကြည့်ခင်တည်းကသူ့ရဲ့ရည်ရွယ်ချက်အစစ်အမှန်တွေကိုဖိုင်ချွေးလေးသိပြီးသားပါတဲ့ဒီတိုင်းလေးလာတော့ကြည့်လိုက်တယ်ဒါပေမဲ့သူ့အကြောင်းကိုသိတာတော့သိနေပြီးသားလို့ပြောချင်တာပေါ့နော်ဘာကြီးကတ်သွားလဲကတ်မှာဘာကြီးကတ်ကုန်တာလည်းမသိအမုံလေးအဲ့တော့သူ့ရဲ့ခံစားချက်ကိုတော့သိသွားပြီစိတ်မကောင်းတော့ဖြစ်တယ်
ဒါပေမဲ့လည်းရှေ့ဆက်သွားခြင်းလားဆိုရင်တော့ရှေ့ဆက်လဲသွားခြင်းနေတည်ရလို့တော့ကျွန်မမြင်တယ်9 of swords ဆိုတော့ဖိုင်ထရီလေးနာခြင်းက9 of swords ကဖိုင်ထရီရဲ့ energy လည်းဖြစ်နိုင်တယ်နော်အများကြီးချစ်ပေးခဲ့ကောင်းပေးရဲ့သားနဲ့ကိုယ့်ပေါ်မှာပြန်မလာတဲ့ခါကျတော့ခံစားရတဲ့ခံစားချက်တွေပေါ့နော်အဆက်အသွယ်လုံနေကောင်းလုံနေလိမ့်မယ်အဆက်အသွယ်ပြတ်နေတာမျိုးတော့မဖြစ်နိုင်ဘူးတိတ်ပြီးတော့လေဒါမဲ့မချစ်ဘူးဆိုတာကိုခံစားနေရတာမျိုးဖြစ်နိုင်တယ်ဖိုင်ထရီလေးတွေကရမ်းတိတိုင်းမချစ်ဘူးဆိုတာလိမ့်လို့မရ My fantasy, you are my fantasy. I have pictures and videos saved for you and use them for inspiration. I want you. ဒါကတော့သူ့ရဲ့ sweet talk လေးပေါ့နော်စကားလုံးချူချူလေးတွေဖြစ်နိုင်တယ်နောက်ထပ်တစ်ခါလောက်ထပ်ကြည့်မယ် You are my favorite ထားတော့လေးနည်းနည်းဆက်ကြည့်မယ်နော်ဒီစကားတွေကယုံရရဲ့လားဆိုတာကိုကြည့်မယ် Five of Pentacles. Pentacles. Five of Swords. အကြံဉာဏ်လေးထုတ်နေEight of Swords. ဒါဆိုတိသွားရင်သူကစကားလုံးချို့ချို့လေးနဲ့ချုပ်ဖို့ကြိုးစားတာမျိုးတော့ရှိနိုင်တယ်ဖိုင်ထရီလေးကသူ့အတွက်တော့ fantasy ပဲပေါ့နော်ဖိုင်ထရီလေးကသူ့အတွက်အရန်ကို fantasy ဖြစ်တယ်ပေါ့ပျော်စရာကောင်းတယ်စိတ်ချမ်းမြေ့စရာကောင်းတယ်ဖြစ်တည်မှုလေးပေါ့နော်သူ့အတွက်ပေါ့သူ့မှာတဲ့ဖိုင်ထရီလေးရဲ့ပုံလေးတွေဗီဒီယိုလေးတွေ save ထားတယ်ပေါ့သူစိတ်သက်ကြတဲ့အချိန်နဲ့အဲ့ဒါလေးထုတ်ကြည့်တယ်အရန်သဘောကျပါအရန်ချစ်ပါအရန်လူချင်ပါတယ်ဆိုပြောထား You are my favorite တဲ့သူ့မှာကောင်းတဲ့ကိစ္စဖြစ်ဖြစ်ဆိုးတဲ့ကိစ္စဖြစ်ဖြစ်တွေ့လာဒါကလေ emotional support ကိုပြောချင်တာဖိုင်ထရီလေးရသူ့ပေါ်မှာ emotionally အရန် support ဖြစ်ခဲ့ပုံပေါ်တယ်။သူ့မှာကောင်းတဲ့ကိစ္စပဲဖြစ်ခဲ့ပါစေ၊ဆိုးတဲ့ကိစ္စပဲဖြစ်ခဲ့ပါစေ။အဲ့ဒီအရာတွေကိုအရင်ဆုံးပြောပြခြင်းနဲ့သူကအရင်ဆုံးတော့မဟုတ်ဘူး။အများအားပြောပြခြင်းနဲ့သူကဖိုင်ထရီလေးပဲဖြစ်ပါတယ်။အော်ဒီမှာအရင်ဆုံးပါလာပြီ The first of one I have news to share. You are my person. သူ့မှာကောင်းတဲ့ကိစ္စဆိုးတဲ့ကိစ္စပါပဲဖြစ်ဖြစ် sharing လုပ်ခြင်းနဲ့သူကပထမဆုံးအတွေးထဲကိုဝင်လာတဲ့သူကဖိုင်ထရီလေးပါပဲ။ဖိုင်ထရီလေးကသူ့ရဲ့လူပါပဲ။သူအပိုင်ရခြင်းနဲ့ပေါ့။ Five of Pentacles, Five of Swords, Eight of Swords. ဒီလူဒီစိတ်ပိုင်းဆိုင်ရာအရာဖိုင်ထရီလေးကိုအရန်မှီကိုအားကိုးနေတာမျိုးဖြစ်နိုင်တယ်။ Five of Pentacles ဖိုင်ထရီလေးမရှိရင်သူ့မှာ emotional ဘိုင်းလည်းအဆင်မပြေဘူးငွေကြေးပိုင်းလည်း financial ဘိုင်းလည်းအဆင်မပြေဘူး physical ဘိုင်းလည်းအဆင်ပြေမှာမဟုတ်ဘူး lonely ဖြစ်တယ်အထီးကျန်တယ်နောက်ငွေကြေးဆိုလည်း broke ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးသူ့အတွက်ကဖိုင်ထရီလေးမရှိရင်သူ့ကို supporting ဖြစ်နေတဲ့အရာတွေအကုန်လုံးရပ်တန့်သွားရင်အဆင်မပြေဘူး Five of Swords ဒီတော့သူဘလို့ဒါကို handle လုပ်မလဲမချစ်ဘူးဆိုပေမဲ့လည်းရှေ့ဆက်သွားနိုင်အောင်သူဘလို့ညံနဲ့ထုတ်ရင်ကောင်းမလဲစဉ်းစားနေတာသူ့စိတ်ထဲမှာသူပြန်ပြီးတွေးနေတာသူမကောင်းတာသူသိတယ်နာကျင်စေမိတာကိုလည်းသူသိတယ်ဒါမဲ့ဖိုင်ထရီလေးနဲ့ရှေ့ဆက်သွားနိုင်မှဒါလည်းသူ့ရဲ့ life ကြီးကအဆင်ပြေမှာဘဝကြီးကအဆင်ပြေမှာအဲ့ဒါကြောင့်အဆင်ပြေအောင်ရှေ့ဆက်သွားဖို့အတွက်ဘာလုပ်ရမလဲတွေးတယ် Eight of Swords ဖိုင်ထရီလေးကိုလေသူပြောသမျှယုံနေအောင်မျက်စိမိတ်ပြီးယုံနေအောင်သူ့စီမှာပဲလှုပ်လို့မရအောင်ယုံထွက်လို့မရအောင်ပိတ်လောင်ထားခြင်းလားဒီလူရဲ့စိတ်ကလေအရန်အတ္တကြီးပြီးတော့အရန်ကြောက်စရာကောင်းတယ်နော်ခါမစ်လက်စင်နဲ့အရန်ကြိုက်တဲ့ကတ်တီကြီးပဲထွက်လာတယ်ဒီတိုင်းပဲသူ့စီမှာပဲပိတ်ထားခြင်းတာသူ့စီမှာပဲပိတ်လောင်ထားခြင်းတာ stuck ဖြစ်နေစေခြင်းတာမျိုးဘလို့ဆက်ပြီးတော့ခေါ်ထားလို့ရမလဲဖိုင်ထရီလေးကလည်းခုနက hybrid ဆက်ကြလာတော့သူ့အကြောင်းအောင်သိနေပြီငါ့ကိုမချစ်ဘူးဆိုတာသိတဲ့အတွက်ရုံထွက်ဖို့ကြိုးစားတဲ့အရေးအယောင်လေးတွေပါလေးတွေရှိနေတာဖြစ်နိုင်တယ်ဒီလိုကမသွားစေချင်ဘူးသူ့စီမှာပဲဆက်ထားခြင်းသေးတာ10 of Wands 3 of Wands10 of Wands နဲ့3 of Wands ကိုကြည့်ခြင်းအပြင်ကတော့သူကဖိုင်ထရီလေးပေါ်မှာတာဝန်ယူစရာလေးတွေရှိလို့တာဝန်ယူခြင်းပါတယ်ပေါ့နော်မင်းကအခုချိန်ထိငါပေါ်မှာကောင်းပေးခဲ့တယ်လို့ပေါ့သူရဲ့စကားလေးတွေကအရန်ချိုးမဲ့ပုံပေါ်တယ်သူတာဝန်ယူပေးခြင်းနဲ့ချစ်ပေးခြင်းနဲ့ပင်ပန်းနေပေမဲ့
ဒီအခြေရေးကိုဆက်သွားခြင်းပါတယ်ဆိုတာမျိုးလေးတွေပြောရတယ် Ten of Wands က Pine Tree လေးရဲ့ energy လေးဖြစ်နိုင်တယ်သူနဲ့ရှေ့ဆက်သွားရတာကပင်ပန်းပြီးတော့ရှေ့ဆက်မသွားပဲလမ်းခွဲလိုက်မယ်ဆိုရင်လည်းကို့မှာပင်ပန်းရမယ်စီစဉ်ရမယ်လို့တွေးနေပုံပေါက်တယ် Three of Wands ကတော့ရေရှည်ကိုကြည့်တယ်ရေရှည်လက်တွဲသွားခြင်းနဲ့ long term commitment ပေးဖို့အတွက် plan နေရဆိုတာကိုတွေ့ရတယ်ဒါဒီ Pine Tree လေးလိုချင်နေရလားဒါမှမဟုတ်သူပေးချင်တာလားအဲ့ဒါစဉ်းစားတစ်ချက်ကြည့်မယ်နော် Temperance သူကလည်း long term commitment တွေပါပေးဖို့တော့စဉ်းစားစီစဉ်နေတာတွေ့ရတယ် Pine Tree လေးဘက်ကလည်းလိုချင်ခဲ့ပုံပေါ်တဲ့ Three of Cups နောက်ထပ် base မှာ the Hierophant ဒါမဲ့ရေရှည်မှာဖြစ်ပါမလားလို့လည်း Pine Tree လေးနည်းနည်းတော့စိုးရိမ်နေပြီသူ့ရဲ့စိတ်ကိုသိနေတာပေါ့နော်ကိုယ့်ပေါ်မှာ 100% မရှိရဲ့သူ့စိတ်ကိုသိနေတဲ့အခါကျတော့ကိုကတေချာပေါက်ကြီးမယုံရဲတာသူနဲ့သွားဖို့အတွက်သူ့ရဲ့ offer commitment ပေါ့နော် marriage offer တို့ union ဖြစ်ဖို့အတွက်သူ့ဘက်ကပြန်ညှိနှိုင်းတာတို့နောက်တစ်ခုဖြစ်နိုင်တာကလေ union ဖြစ်ဖို့အတွက်တော့ညှိနှိုင်းတယ်ဒါမဲ့ marriage တွေပါအထိသွားဖို့တော့သူ့ဘက်ကမသိကြဘူး marriage လုံးဝမဖြစ်ချင်တာမျိုးကိုသိနေတာလည်းဖြစ်နိုင်တယ်အဲ့ခါကျတော့ long term commitment ရမှာလည်းမဟုတ်ဘဲနဲ့ဆက်သွားရင်ဘာအကျိုးရှိမှာလဲငါအရင်အချိန်လေးကုန်နေမှာလားအဲ့ဒါမျိုးတွေးနေပုံပေါက်တယ် Pine Tree လေးတွေကိုယ်တိုင်လဲ Temperance အပေးယူမြတဲ့ချစ်ချင်းမြတ်တာလေးကို Pine Tree လေးကလိုချင်တာကိုပေးတဲ့လောက်သူပြန်ချစ်ပေးတာမျိုးလိုချင်တာပုံလေးကိုကြည့်လိုက်ရင်ဒီမှာတချမ်းဂျိုလေးကိုကြည့်လိုက်ရင်တချမ်းပဲ့နေဘယ်လိုခံစားရလဲဆိုတော့သူ့ကိုချစ်ပေးတာကိုယ့်အတွက်ကအရန် bad thing ဆိုတာသိရဆိုရင်မဆက်ချင်နေတယ်အဲ့မှာအနာတရားတွေတောင်ဖြစ်တယ်တခါလေအစိုးဆုံးကိုအနာတရားဖြစ်အောင်လုပ်မိတဲ့အထိဒေါသဖြစ်ရတာမျိုးတွေတောင်ဖြစ်တတ်တယ် Three of Cups Pine Tree လေးကသူ့ကိုပျော်လေးသူနဲ့နှစ်ယောက်လေးရှေ့ဆက်သွားဖို့အတွက် celebration လေးတွေလုပ်ချင်တာပွဲလမ်းသဘင်လေးတွေအတူတူတက်ချင်တာပွဲတက်တဲ့ဇနီးမယားပုံစံမျိုးနဲ့နေချင်တာမျိုးပေါ့နော်လူပုံလေမှာသူနဲ့တွဲသွားတွဲလာလုပ်ချင်တာ commitment ရချင်တာဖြစ်နိုင်တယ်သူ့ဘက်ကကြတော့လေမပေးနိုင်တော့ဘူးလို့ Pine Tree လေးထင်တာဖြစ်နိုင်တယ်ပေးနိုင်တော့အချစ်မပါတဲ့ commitment မျိုးဖြစ်နေမယ်လို့ထင်ပုံရတယ် Hierophant Pine Tree လေးကတော့အဆင့်တက်ချင်ပုံပေါ်တယ်အများကြီးကြလာမယူတော့Queen of Cups ညနာလေးကြည့်ပါညိုးငယ်နေရလား The Empress ယူလိုက်မယ် Empress ကို Pine Tree လေးကသူ့ပေါ်မှာလုံးဝကိုချစ်ချင်းမြတ်တာအပြည့်နဲ့ကျင်နာပေးနှွေးထွေးပေးဂရုစိုက်ပေးအရန်ကိုချစ်တတ်တော့သူလေးပေါ့နော်ဂရုစိုက်ပေးနေချစ်ပေးနေတော့ပဲသူ့ဘက်ကလာတဲ့ response တွေကမကောင်းတဲ့ခါကျတော့ကိုယ့်ပေါ်မှာမြတ်တာမရှိဘူးဆိုတာသိနေတဲ့အခါကျတော့ Pine Tree လေးကချစ်တာချစ်ပေးနေရတာဝမ်းနေနေပြီအရန် emotional ဖြစ်နေပြီမျက်နှာလေးကိုကြည့်ပါဦးမျက်ရည်ကြီးကျနေတယ်ကျမဒီမှာလေခံစားရတဲ့ feelings ကသူအရန်ဝမ်းနေပန်းနေဖြစ်နေပြီမျက်နှာမှာ make up တွေတောင်ပြတ်နေပြီပေါ့နော်ငိုထားရလုံးလို့ယောက်ျားလေးဖြစ်မိန်းကလေးဖြစ်เนาะတကယ်လို့ Pine Tree လေးရတာယောက်ျားလေးဆိုရင်တော့make up တော့ပဲလိမ့်မလဲเนาะဟိုမျက်ရည်ကြီးကျရတာကိုပြောချင်တာပေါ့ချစ်ရတာအရန်ပင်ပန်းနေပြီပြီးတော့ဒီခွက်ကိုကြည့်လိုက်ရင်မကင်ထားဘူး Queen of Cups ကတော်တော်ထူးဆန်းတယ်ခွက်ကိုသူမကင်ထားဘူးလွတ်ချင်နေတာလက်လွတ်ချလိုက်ချင်ပြီသူ့ပေါ်ထားတဲ့ချစ်ချင်းမြတ်တာတွေကိုလွတ်ချလိုက်ချင်နေပြီဘာလို့လဲဆိုကိုမပျော်တော့ဘူးလीเนาะမပျော်တော့ဘဲနဲ့စုပ်ကင်မထားချင်ဘူးဆက်ချစ်ပေးမနေချင်တော့ဘူးကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုကိုပြန်ပြီးတော့မှရုပ်သိမ်းလိုက်ချင်ပြီဆိုတာတွေ့ရတယ်ဒီ Empress တစ်ဖက်မှာလည်းချစ်ပေးချင်နေတော့မှရပါတယ်အဆင်ပြေပါတယ်ဆိုပြီးတော့ဟန်လုပ်ပြီးတော့ဟန်ဆောင်ပြီးတော့မှအဆင်ပြေချင်အောင်ဆောင်ပြီးတော့မှသူ့နားမှာဆက်ပြီးတော့နေချင်နေတော့မှသူ့ကိုစောင့်ရှောက်ပေးချင်နေတော့မှဂရုစိုက်ပေးချင်နေတော့ပဲပေါ့နော်ဒီတော့သူ့ဘက်က action တွေပါတွေကိုကြည့်ရတော့အရန်ထင်ရှားတာမျိုးမတွေ့ရဘူးသူဒီစကားကိုအမှန်မပြောဘူးလိန်တက်တဲ့သူဖြစ်တယ်Pine Tree လေးပေါ်မှာကျမကြည့်ရတဲ့ပုံစံရတော့မြစ်တာတိတ်မရှိဘူးအချစ်တွေမရှိဘူးလို့တော့ခံစားရတယ် Pine Tree လေးကိုယ်တိုင်လည်းအဲ့ဒါကိုသိပြီးပြီလို့ထင်တယ် action အနေနဲ့ကတော့နှစ်မျိုးဖြစ်နိုင်တယ်သူ့အတွက်အစားအစာရအဆင်ပြေတဲ့သူ့အတွက်အရန် emotionally physically mentally supporting ဖြစ်တဲ့သူဖြစ်တဲ့အတွက်မဆုံးရှုံးချင်ဘူးသူပြန်ပတ်သက်ချင်နေရဆိုတာမျိုးတွေ့ရတယ်ပြန်ပတ်သက်ပြီးတဲ့နောက် commitment ပေးမယ်တအုပ်စုရှိတယ် commitment လုံးဝမပေးမယ်တအုပ်စုလည်းရှိတယ် commitment ပေးသည့်တိုင်အောင် Pine Tree လေးဘက်ကဒါကိုသိမယုံရဲတာပြန်စဉ်းစားနေတာမျိုးတော့ဖြစ်နိုင်တယ်ဒါပေမဲ့လက်ခံပြသွားမယ်လို့ထင်တယ် Empress တွေရော Queen of Cups တွေရောနာကျင်နေကြလွတ်ချနေခြင်းပဲလက်ခံလိုက်မှပုံပေါ်တယ်တချို့ကျတော့လည်းလုံးဝကိုသူ့ဘက်က commitment
မပေးဘဲနဲ့ဒီတိုင်းကြီးရှေ့ဆက်သွားချင်တာဒီတိုင်းကြီးဆက်တွဲသွားချင်တာမျိုးလည်းဖြစ်နိုင်တယ်ကိုယ့်ဘက်ကရသမျှအကုန်ယူ energy ကိုအကုန်စုပ်ယူပြီးတော့မှလက်ထပ်ချင်လားဆိုတော့လည်းလက်မထပ်ချင်ဘူးပေါ့နော်တာဝန်တွေမယူချင်ဘူးဆိုတာမျိုးလည်းဖြစ်နိုင်တယ်တာဝန်တွေယူချင်ပါတယ်ဆိုပြီးတော့လက်ထပ်ချင်တဲ့သူကကြတော့တကယ်တမ်းတာဝန်တွေယူချင်တာမဟုတ်ပါဘူးသူကဖိုင်ထူးလေးစီရတဲ့ energy နဲ့ support ရင်းကိုအရန်သဘောကျလို့လက်ထပ်ချင်တာဘယ် percentage ကပိုများလဲဆိုတော့50-50ပဲเนาะ commitment ရမယ်လို့ပဲ50ပဲမရဘဲနဲ့ဒီတိုင်းဆက်တွဲသွားခြင်းနဲ့ဆိုပြီးတော့ပြောမှလည်း50ပဲဘယ်လိုပဲဖြစ်နေပါစေသူ့ဘက်က action ကတော့ပြန်အဆင်ပြေဖို့ညှိနှိုင်းတာတော့ဖြစ်နိုင်တယ်သူကအဆင်ပြေသွားခြင်းတာမျိုးကတော့ဖြစ်နိုင်တယ်ဘာလို့ဆိုသူ့အတွက်အကျိုးရှိတဲ့အခါကျတော့လက်ထက်တာမထက်တာတော့အဲ့ဒါတော့ခုနကပြောသလိုနှစ်ပိုင်းကွဲသွားတယ်ပေါ့နော်ဒီတော့ဖိုင်ချွေးလေးအတွက် reading လေးကတော့ဒီလောက်ပါပဲဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်